ဒီနေ့မြန်မာနဲ့1300ခုတော့တဲ့လပြည့်ကျော်9ရက်ခရစ်နှစ်2019ခုနှစ်စက်တင်ဘာလ14ရက်ညတာပရိနေမန္တလေးတိုင်းဒေသကြီးပြည်ဦးလင်မြို့နယ်ပြင်စာစံပြကြီးပါချမ်းမြေမြရိတ်တာအတွင်းမှာချမ်းမြေစီယံတတိပဒံကျင့်သူကိုကျင့်ကြံပွားများကျူးစာအထုတ်နေကြတဲ့ယဟန်ရှင်တို့ယောဂီသူတော်စင်တို့ရဲ့ဝိပဿနာတတိဝိပဿနာသမာဓိဝိပဿနာဉာဏ်ကိုအဘိဓိတွန်းလမ်းညွှန်တဲ့အနေနဲ့ဘဝဘာကြောင့်ဖြစ်တယ်လဲဆိုတဲ့တရားဟောကြားပေးရမယ်ပြီးခဲ့တဲ့10ရက်နေ့ကနေကဘဝဟုသည်ဆိုတဲ့တရားဟောခဲ့တယ်ဘဝဆိုတာဗါလဲရုပ်တရားနံတရားတို့ရဲ့ဖြစ်ခြင်းအဲ့ဒီဘဝတွေကလည်းဒီပညာနယ်ပယ်ကပြောမယ်ဆိုလို့ရှိရင်အဘေဘုံဘဝလူဘုံဘဝနတ်ဘုံဘဝပြမပြုံဘဝနဲ့လူဘဝကိုဘဝတတ်တဲ့ဖြင့်ဘဝတွေအများကြီးပေါ့ထို့သူများစွာသောဘဝတွေကိုတဘာဝအပြင်ပြောလို့ရှိရင်ဒါယုံနံတို့ရဲ့ဖြစ်ခြင်းပဲဘုသူဘဝကြည်ကြည်ကိုယ်ဘဝလည်းဘဝဆိုတာဒီယုံနံဖြစ်ခြင်းပဲသူဘဝဆိုတဲ့ဘဝဟာလည်းယုံနံတို့ရဲ့ဖြစ်ခြင်းပဲလူဘဝဆိုတဲ့ဘဝဒါလည်းယုံနံတို့ရဲ့ဖြစ်ခြင်းပဲအဘေဘုံသားတို့ရဲ့ဘဝဆိုတာလည်းယုံနံတို့ရဲ့ဖြစ်ခြင်းပဲနတ်ပြည်နတ်သမီးနတ်သားတို့ရဲ့ဘဝဆိုတာလေယုံနံတို့ရဲ့ဖြစ်ခြင်းပဲမြမပြည်မြမတို့ရဲ့ဘဝဆိုလေတချို့မြမတွေကရုပ်ရဲ့ဖြစ်ခြင်းတချို့ဘဝတချို့မြမတွေရဲ့ဘဝကြတော့နာဤဖြစ်ခြင်းမြမတွေကြတော့တချို့မြမတွေကရုပ်သက်သက်နေတဲ့ဘဝမြမတွေရှိတယ်တချို့ပြမာတွေကြတော့လဲနံတက်တက်နဲ့နေတဲ့ပြမာတွေလည်းရှိဘာပဲပြောပြောပေါ့ရုပ်ဤဖြစ်ခြင်းနာဤဖြစ်ခြင်းယုံနံတွေဖြစ်ခြင်းကိုဘဝလို့ဒီလိုခေါ်ရတယ်ဒီနေ့တော့အဲ့ဒီဘဝဘာကြောင့်ဖြစ်တယ်လဲစစ်စစ်ဝေဖန်ဖို့လိုတယ်အဲ့ဒီလိုဘဝရဲ့ဖြစ်ခြင်းကိုရှာတဲ့အခါအကြောင်းရှာတဲ့အခါမှာတော့တဦးနဲ့တဦးတဘာသာနဲ့တဘာသာအယူဆခြင်းမတူကြဘူးပေါ့တချို့ဘာသာဝါဒတွေကြတော့လေဒါဝရဘုရားသခင်ဖန်ဆင်းလို့ဘဝဆိုတာဖြစ်လာရတယ်လို့ဒီလိုယူဆကြတယ်တချို့ဘာသာဝါဒတွေကြတော့လေပြမမင်းကြီးတွေကဖန်ဆင်းလို့မဟာပြမကြီးကဖန်ဆင်းလို့ဖြစ်လာတယ်လို့ဒီလိုထင်မြင်ယူဆကြတာတချို့ကြအကြောင်းမဲ့ဖြစ်တယ်လို့တော့မှသူတို့ကယူဆတာရှိတယ်ဒါဘုရားမြတ်စွာဘုရားရှင်ကိုရမြတ်ကတော့အကြောင်းကြောင့်ဖြစ်တယ်လို့ဒီလိုဟောတော်မူတာလေဒါပဲဘာသာဝါဒကမှန်တယ်ဆိုတာကတော့ဒါသဘာဝလေ့လာရအောင်သဘာဝကြတဲ့ဘာသာဝါဒရဲ့အယူဆကတော့မှန်တာပေါ့
တဘာဝမကြတဲ့ဘာသာဝါဒရဲ့အယူဆကတော့မမှန်ဘူးလို့ဒီလိုပြောရတယ်အဲ့တော့ဘုန်းကြီးတို့ဘုရားမြတ်စွာကတော့အကြောင်းမဲ့ဖြစ်တာလည်းမဟုတ်ဘူးတဲ့ဖန်ဆင်းရှင်တွေဖန်ဆင်းလို့ဖြစ်လာတာလည်းမဟုတ်ဘူးအကြောင်းကြောင့်ဖြစ်ပေါ်လာတယ်လို့ဒီလိုမြတ်စွာဘုရားဟောကြားတော်မူတယ်ဘယ်ရုပ်ဘယ်နာမည်ဖြစ်ဖြစ်အကြောင်းကင်းပြီးဖြစ်လာတဲ့ရုပ်အကြောင်းကင်းပြီးဖြစ်လာတဲ့နာမ်ရဲ့လို့မရှိဘူးရုပ်လည်းအကြောင်းကြောင့်ဖြစ်တာပဲနာမ်လည်းအကြောင်းကြောင့်ဖြစ်တာယုံနာတို့ရဲ့ဖြစ်ခြင်းမှန်သမျှသည်အကြောင်းတရားကြောင့်ဖြစ်လာတယ်အဲ့ဒီအကြောင်းတရားကဘာလဲဆိုတော့ကံတရားဘာတရားလဲကံတရားဘာလဲလို့ကမ္မမြန်မာလိုကံလို့ဒီလိုဘာသာပြန်ရတယ်အဲ့ဒီကံကကောင်းတဲ့ကံအကုသိုလ်ကံရှိတယ်ကောင်းတဲ့ကံကုသိုလ်ကံရှိတယ်မကောင်းတဲ့ကံအကုသိုလ်ကံလို့ရှိတချို့ပုဂ္ဂိုလ်တွေကကောင်းမှုကုသိုလ်ကံတွေကိုပြုလုပ်တယ်ထိုကောင်းမှုကုသိုလ်ကံကြောင့်ကောင်းတဲ့လူပြည်နတ်ပြည်ပြမပြည်တွေမှာရောက်ကြရဖြစ်ကြရလူပြည်မှာလူရဲ့ယုံနာအသစ်တွေဖြစ်တယ်နတ်ပြည်မှာနတ်ရဲ့ယုံနာတွေဖြစ်တယ်ပြမပြည်မှာပြမတို့ရဲ့ယုတ်ပြမတို့ရဲ့နာတွေဖြစ်လာအဲ့ဒါဘဝလို့ခေါ်တာဒါကကုသိုလ်ကံကြောင့်ဖြစ်တာတချို့ကြတော့အကုသိုလ်ကံတွေကိုပြုလုပ်ကြတာအဲ့ဒီအကုသိုလ်ကံတွေကြောင့်ထိုကံတွေအကျိုးပေးတဲ့အခါကျတော့ငရဲမှာယုံနာနေဖြစ်တယ်ငရဲဘဝတိဋ္ဌံဘုံဘဝမှာယုံနာနေဖြစ်တယ်တိဋ္ဌံဘဝပိဋ္ဌဘဝမှာယုတ်တိနာနေဖြစ်တယ်ပိဋ္ဌဘဝအတုတကယ်ဘုံမှာယုတ်တရားနံတရားတွေတွားဖြစ်တယ်အဲ့ဒါကြတော့အတုတကယ်ဘဝလို့ဒီလိုမြည်တိပုဂ္ဂိုလ်ရဲ့ဘဝပဲဖြစ်ဖြစ်အကြောင်းတရားကြောင့်ဖြစ်တာပဲကောင်းတဲ့ဘဝတွေမှာကကုသိုလ်ကံကြောင့်ဖြစ်တယ်မကောင်းတဲ့ဘဝတွေကအကုသိုလ်ကံကြောင့်ဖြစ်တယ်အဲ့တော့ဘဝဖြစ်ခြင်းရဲ့အကြောင်းကနံပါတ်1ပါတယ်တော့ကံတရားဟုတ်ကလားအဲ့ဒီကံဆိုတာအခုသူကိုပြစ်လုပ်ပြီးနေတဲ့ကံပဲလေကံကိုမြန်မာဆန်တက်ပြန်လိုက်ရင်အလုတ်လို့ဒီလိုဘာသာပြန်ရကမ္မကံအလုတ်အဲ့ဒီအလုတ်ကကိုယ်နဲ့လှုပ်တဲ့အလုတ်ရှိတယ်ဒါကိုကာယကံလို့ခေါ်တယ်နှုတ်နဲ့ပြောဆိုတဲ့အလုတ်ရှိတယ်ဒါကတော့ဝစီကံလို့ခေါ်တယ်စိတ်ထဲကကြံစည်စဉ်းစားတွေးခေါ်တာရှိတယ်ဒါကတော့မနောကံလို့ခေါ်တယ်တတ္တဝါတွေဟာအချိန်တိုင်းဆိုသလိုဒီကိုနှုတ်စိတ်တို့ဖြင့်အလုပ်တွေလုပ်ပြီးနေကြတာပဲလေစိတ်ကလည်းအများအားတွေးတော့ကြံစည်ပြီးလုပ်နေတာပဲဒါစိတ်လှုပ်လို့ခေါ်တယ်မနောကံနှုတ်ကလည်းပဲကောင်းကောင်းဆိုပြောဆိုလုပ်ကြပြီးနေကြတာပဲဒါကဝစီကံလို့ခေါ်တယ်အိပ်ပြောနေရင်ပြောမပြောလို့ရှိရင်မလုပ်နေတာနှုတ်ကလည်းပြောနေတာပါပဲကောင်းတာပြောလိုက်မကောင်းတာပြောလိုက်အကုသိုလ်ဆိုင်ရာတွေပြောလိုက်ကုသိုလ်ဆိုင်ရာတွေပြောဆိုလိုက်နေတရားထုတ်နေတဲ့ယောဂီတွေဆိုတာတော့မှတွတ်တော့ပြောသေးတာဟုတ်ကလားမပြောဘူးလားပြောပါဘူးအဲ့နေရင်နော်
နိုးနေရင်တော့တစ်ခုမဟုတ်တစ်ခုပြောနေတာအဲ့ဒါကဘာကံလို့ခေါ်တယ်ဝစီကံလို့ခေါ်တယ်ကောင်းတာပြောတော့ကောင်းတဲ့ကုသိုလ်ဝစီကံပေါ့နော်မကောင်းတာတွေပြောမိရင်မကောင်းတဲ့အကုသိုလ်ဝစီကံတွေပေါ့ဒါတွေကကံတရားတွေပဲနောက်ကိုယ်နဲ့လည်းထို့တူပဲကိုယ်လက်တွေနဲ့လည်းပဲလှုပ်ရှားပြုလုပ်နေပြီကြတာအဲ့ဒီကိုယ်နဲ့နှုတ်လက်နဲ့ပြုလုပ်တဲ့အမူအရာမှန်သမျှကတော့ကာယကံလို့ခေါ်တယ်ဟုတ်ကလားလူလည်းကောင်းတာလှုပ်တာရှိတယ်မကောင်းတာလှုပ်မိတာရှိတယ်လေတတိရှိတဲ့အခါကောင်းတဲ့အလုပ်တွေကိုလှုပ်မိတယ်တတိလွတ်သွားတဲ့အခါကျတော့မကောင်းမှုအကုသိုလ်ဒုစရိုက်တရားတွေကိုလှုပ်မိတယ်ကိုယ်နဲ့ကောင်းတဲ့အလုပ်တွေကိုလှုပ်မိလို့ရှိရင်တော့ဒါကုသိုလ်ကံပေါ့နော်လူရာတဏ္ဍာသီလသောက်တည်တာတရားဘာဝနာလို့အထုတာဝိရောက်တာကုသိုလ်ပြုတာတရားနာတာယူသေးတဲ့ပုဂ္ဂိုလ်တွေကိုယူသေးတာဒါတွေကကိုယ်နဲ့ကောင်းတဲ့အလုပ်တွေလုပ်တဲ့အတွက်ကြောင့်ဒါတွေချက်တော့ကုသိုလ်ကံလို့ခေါ်တယ်ကုသိုလ်ကာယကံပေါ့ဒါကလည်းကြတော့တတိလက်လွတ်ပြီးတော့မကောင်းတဲ့သူများတဲ့တချင်ဒုက္ခကိုခြင်းတွေ့ရပြမခြင်းကြမ်းတမ်းတဲ့စကားပြောဆိုခြင်းဂုဏ်တိုက်စကားပြောဆိုခြင်းအကျိုးမရှိအနစ်မဲ့စကားတွေဖောင်ဖွဲ့ပြီးပြောဆိုခြင်းဆိုတဲ့ဒီအပြောမျိုးတွေလည်းပြောမိတတ်တာကိုဒါကတော့အကုသိုလ်ဝစီကံလို့ခေါ်တယ်ဒီကံတွေကိုတတ်တော်တွေဟာအချိန်နဲ့တပြေးတည်းဆိုသလိုတစ်ခုမဟုတ်တစ်ခုမလုပ်နေကြတယ်ပြုလုပ်ပြီးနေကြတာအဲ့ဒါတွေကကံတွေပဲမှန်လားအဲ့ဒီကံတွေကသူကအရတ္တမနေဘူးလေအရတ္တဖြစ်သွားတဲ့ကံလည်းရှိတယ်ရှိတာပေါ့ပါဠိလိုတော့ဟောတိကံလို့ခေါ်တယ်ဟိုတစ်ပင်များအဖိုးပွင့်ဆိုတာရှိတယ်လေအဖိုးပွင့်ဆိုတဲ့အဖိုးပွင့်ပွင့်ရုံမပွင့်တယ်သူကအသီးသိရလားအသီးဖြစ်မလားဘူးပွင့်တော့ပွင့်တယ်အဲ့ဒီကံမျိုးလည်းရှိတယ်ပြုတော့ပြုလုပ်လိုက်တာပဲဒါပေမဲ့သူအကျိုးမပေးနိုင်ပဲပြက်ပြဲပြီးသွားတာမျိုးရှိတယ်လေအဲ့ဒါကြတော့ဟောတိကံလို့ခေါ်တယ်အများစုကံတွေကတော့ဆရာကောင်းတဲ့ကံဆိုကောင်းကျိုးပေးတာပဲမကောင်းတဲ့ကံဆိုရင်မကောင်းကျိုးပေးတာအဲ့ဒီကံတွေအကြောင်းဖြစ်ပေါ်လာတဲ့ယုတ်နံတွေကိုဘာလို့ခေါ်လဲဘဝမှန်တယ်နော်အခုကောင်းတဲ့ကုသိုလ်ကံကိုကိုယ်နှုတ်စိတ်တို့ဖြင့်ပြုလုပ်တဲ့အတွက်ကြောင့်ကောင်းတဲ့ဘဝမှာဖြစ်သွားတဲ့နတ်သမီးလေးတယောက်ရဲ့အကြောင်းကိုပြောမှာဘုန်းကြီးတို့မြတ်စွာဘုရားရှင်ကိုယ်တော်မြတ်လက်တက်တော်ကနောက်တိမြို့မှာပฏิပူဇိကာဆိုတဲ့အမျိုးသမီးတယောက်ရှိတယ်သူကတော်တော်စမ်းကြဲတဲ့ထူးခြားတဲ့အမျိုးသမီးပဲဘာကြောင့်လဲဆိုလို့ချင်းသူကမွေးလာကြတဲ့ကသူဘယ်ဘဝကလာခဲ့တယ်ဆိုတာသူ့ဘဝဟောင်းကိုသူသိတယ်ယောဂီတို့သိရလားသူကသိတယ်အဲ့တော့ဆင်ញင်ကြည့်လိုက်တော့ငါနတ်ပြည်ကနေပြီးဒီတောက်တိမြို့လူဘဝကိုရောက်လာတာပါလားလို့ဒီလိုသိတယ်ဒီလိုမြင်တယ်အဲ့ဒီတော့သူကစာနာကြည့်တာပေါ့လေစံထိုးကြည့်တာပေါ့နတ်ပြည်နတ်ချမ်းသာနဲ့လူပြည်လူချမ်းသာနတ်ပြည်နတ်ချမ်းသာနဲ့လူပြည်လူချမ်းသာကိုရှင်းပြီးကြည့်တော့ဘယ်လောက်ကွာနေတယ်ကောင်းကင်နဲ့မြေကြီးပဲပြောပေါ့ဗျာနော်ဟုတ်လားနတ်ပြည်ကကောင်းကင်မှာနေတာဟုတ်ပဲလူပြည်ကအဲ့ဒါတို့ပဲပြောလိုက်နတ်ပြည်မြေကြီးနဲ့ကောင်းကင်ကွာသလိုကိုကွာအဲ့တော့အခြားဟာဒါလေးအသက်ဒါလေးပဲစဉ်းစားကြည့်လူအသက်နဲ့န
နဲ့တဲ့တော့တောရိန္ဒနဲ့ပြည်ရသေးပြီးတော့လူဖြစ်လာတာဟုတ်အဲ့တော့တောရိန္ဒနဲ့ပြည်ကနတ်သားနတ်သမီးတို့ရဲ့အသက်နဲ့လူပြည်လူတို့ရဲ့အသက်ဘုန်းကြီးတို့လူပြည်လူတွေရဲ့အရေးအတွက်နဲ့24နာရီတရက်လေတညတနေ့ကိုတရက်ခေါ်တာပေါ့နော်အဲ့ဒီတညတနေ့တရက်ဆိုတဲ့ရက်ပေါင်း30ကိုတလဟုတ်လား12လကိုတစ်နှစ်အဲ့ဒီ12လတစ်နှစ်အနေနဲ့တွက်လိုက်လို့ရှိရင်လူပြည်ကအနှစ်1000ပြည့်တဲ့နေ့ဒီသူတို့အနေနဲ့တနေ့တည24နာရီပဲဘယ်တော့ကွာသလဲနော်သူတို့ရဲ့24နာရီတည်းဟာတို့လူပြည်အနေနဲ့လမ်းတွဲရင်ဘယ်လောက်ကြာသလဲနှစ်ပေါင်း1000ဒါအသေးအပြင်ကွာပုံမရှိတယ်နော်နောက်အစင်းအားဖြင့်ကွာပုံလေးနည်းနည်းကြည့်လူယုတ်ရည်နဲ့နတ်ယုတ်ရည်ဟိုနန္ဒမင်းသားဝတ္ထုထဲမှာပါတယ်လေနန္ဒမင်းသားရဲ့ဇနီးဇနပရကလျာဏီဆိုတာနန်းတွင်သူပဲလေအလွန်ချောအလွန်လှမေဘွဲ့ရမြို့သမီးတယောက်ပဲအဲ့ဒါနန္ဒမင်းသားကိုမြတ်စွာဘုရားကရဟန်းပြုပြီးနတ်ပြည်ခေါ်သွားတယ်နောက်ရင်နတ်ပြည်ပါပဲနတ်ပြည်ခေါ်သွားပြီးနတ်သမီးတွေပြပြီးတော့မြတ်စွာဘုရားမေးတယ်နန္ဒမင်းလူပြည်မှာနေရတဲ့ဇနပရကလျာဏီနဲ့ဒီနတ်သမီးတွေဘယ်သူကလာလုံးกว่าမေးတယ်လေမေးတော့နန္ဒယဟန်ကဘာဖြေတော့ဆိုတော့မှန်လားပါဗျာတဲ့နန္ဒမင်းသားကဘာဖြေတော့ဆိုတော့နတ်သမီးတွေနဲ့သာတော့တပည့်တော်ဇနီးဇနပရကလျာဏီကမြောက်အိုမာကြီးနဲ့တူပါတယ်ဗျာမြောက်အိုမာကြီးဆိုတာနန္ဒမင်းသားကိုမြတ်စွာဘုရားကဒါဝရိန္ဒာခေါ်သွားတဲ့အခါလမ်းခုလက်မှာမြောက်ကြီးတစ်ကောင်တွေ့တယ်မြောက်ကြီးကမိုးမိတာတော့မိုးတွေကလည်းပဲအကုန်လုံးဆိုပွားပြီးတော့နားနေရတွေကလည်းပြက်ပြီးနေတယ်တဲ့အမီးလည်းမပါဘူးတဲ့ဒီမီးလောင်ထားတဲ့သင်္ကုတ်တူကြီးပေါ်မှာကုတ်ပြီးနေတဲ့မြောက်အိုမာကြီးတကောင်နန်းတော်ရင်တွေ့သွားတာကိုအဲ့ဒီမြောက်အိုမာကြီးနဲ့မြတ်စွာဘုရားကနန္ဒမင်းသားကသူဇနပရကလျာဏီတူချောင်းကိုမြတ်စွာဘုရားလျှောက်တယ်လူပြည်လူလောကတော်ကတော့အချောအလှပေါ့နဲ့ရှင်လိုက်တဲ့အခါကျတော့ဘယ်လိုဖြစ်သွားလဲအေးလူလာနတ်လာကအလွန်ကိုရတယ်ကြားလားနော်သူတို့မှာကအခုလိုဟိုကြီးအပေါ်လေးကြီးငယ်ဆိုတာလည်းမရှိဘူးတွေနှက်ဆိုတာလည်းမရှိဘူးလေဒီစွန့်ပစ်ပြီးဆိုသူတို့မှမရှိမှမရှိပဲအများအားသူတို့ခန္ဓာကိုယ်ကမှုကြိုင်ပြီးดูလို့နေတာမျက်လုံးကလည်းမျက်ချီမထွက်ဘူးပါးစပ်ကလည်းပါးစပ်ချီမဟိုသွားချီတွေပါလေမရှိဘူးကြီးငယ်ထွက်တဲ့ပေါက်တွေလည်းကြီးငယ်ထွက်တယ်လို့မရှိဘူးသူတို့ကဒါရုပ်ခန္ဓာအပြင်ပေါ့နော်အမတန်ချောအမတန်လှအမတန်တန်ရှင်းတယ်ပြီးတော့ဘယ်တော့ကြာနေသူတို့မှာအိုရုပ်ဆိုတာမပေါ်ဘူးမဖြစ်ဘူးနော်ဒီကနေ့9ရက်လောက်အလိုကြမှာဒါအိုတဲ့ရုပ်ကလေးပေါ်လာတာ9ရက်လောက်ကြာလို့ရှင်တော့ဒီတော့မှ9ရက်လောက်ကြာပြီဆိုလို့ရှင်တော့အိုရုပ်ကလေးပေါ်လာပြီး9ရက်မြောက်မှသူသိရတယ်လို့ဒီလိုရှိတာဒီကြားအတွင်းမှာတော့သူတို့က16နှစ်သမီးဒီလိုလေးပဲသူတို့နော်လူပြိုးပြီးတော့နေတာအဲ့တော့နတ်ပြည်အမတန်ချမ်းသာတာပေါ့အစားလဲပူစရာမလိုကံကဖန်တီးထားတဲ့အတွက်ကြောင့်အယံသင့်မယ်ဝတ်စရာသင်စရာလည်းပူစရာမလိုဘူးရှားပွေပြီးဝတ်နေရတယ်လို့မရှိဘူးဟုတ်လားအစားစားတဲ့ရှားပွေပြီးစားတော့နေရတယ်လို့မရှိဘူးလေဘုန်းကြီးလူလောကမှာကြတော့အဲ့ဒီအစားစားရှားရတာကိုယ်ကပဲဒုက္ခပဲ
မိုးရွာမရှောင်နေဘူးမရှောင်ဒီစားဖို့တော့ဖို့ရှားရတာလေနတ်ပြည်မှာကြအဲ့ဒီလိုရှားကြံစားရတယ်လို့မရှိဘူးကုသိုလ်ကံကဖန်တီးတာတော့ဖန်ဆင်းတာတော့ရန်တဲ့မယ်ကိုယ်စရာလည်းထို့တူပဲနေစရာလည်းထို့တူပဲစားရကိုကြီးနေရတဲ့ပူစရာလိုလားဒါဆိုလို့ရှိရင်ဘယ်လောက်ချမ်းသာပြီလဲနော်အဲ့တော့ဒီပဋိပုတိကလူပြည်ပဲပြောမှာတော့နတ်ပြည်ပဲပြန်ရင်းနေတယ်တဲ့နတ်ပြည်ကြီးတဲ့ပြန်ခြင်းပြီးနေတော့သူစဉ်းစားတယ်ငါပြန်ပြည်ဖြစ်ခြင်းနဲ့နတ်ပြည်ပြန်ဖြစ်အောင်ဘာလုပ်ရမလဲစဉ်းကျင်စဉ်းစားတယ်စဉ်းကျင်စဉ်းစားတဲ့အခါကျတော့ဘာကိုတွေ့ဘာကိုသိမြင်တယ်လဲဆိုတော့ဒီကုသိုလ်ကံတွေတွေ့တာပေါ့ဒါနကုသိုလ်ကံတွေသီလကုသိုလ်ကံတွေဘာဝနာကုသိုလ်ကံတွေဝိယောဒကုသိုလ်ကံတွေတရားနာခြင်းကုသိုလ်ကံတွေဒါတွေမဟုတ်လားဒါတွေကိုသူမြင်တယ်အဲ့ဒီလူမြင်တော့တိတက်လွတ်တက်ဂိုင်းတက်တဲ့အရွယ်နေသားပြီးတော့ဒီကုသိုလ်တရားတွေပြုလုပ်တာပဲဒါနပြုခွင့်ကြိုရင်ဒါနကုသိုလ်ပြုတယ်သီလဆောက်တည်ကျင့်သုံးခွင့်ကြိုရင်သီလဆောက်တည်ကျင့်သုံးတယ်ဗုဒ္ဓနုတ္တိမေတ္တာသတိပွားခွင့်ကြိုရင်လည်းပွားရတယ်တရားနာခွင့်ကြိုရင်တရားနာတယ်ဝိယောဒကုသိုလ်ပြုခွင့်ကြိုရင်ဝိယောဒကုသိုလ်ပြုတယ်ကုသိုလ်ပြုခွင့်ကြုံနိုင်ကုသိုလ်တရားတွေကိုယူတာပြုလုပ်တယ်တဲ့ကြိုးတာပြုလုပ်ပြီးလို့ရှင်တော့သူကယောဂီတို့လိုနိဗ္ဗာန်တွေပါလေဆုမတော်မူဘာပဲဆုတောင်းလို့ဆိုတော့နတ်ပြည်ပဲတောင်းရင်နတ်ပြည်ရောက်ရပါလို့ဤဒါပဲဆုတောင်းလူသားတန်းကြဒါနကုသိုလ်ပြုခွင့်ကြုံရင်ဒါနကုသိုလ်ပြုတယ်ပြုပြီးလို့ရှိရင်ဘာဆုတောင်းလဲဒီဒါနကုသိုလ်ကံကြောင့်ဒါဝိနနတ်ပြည်ပြန်ဖြစ်ရပါလို့ဤဆုတောင်းတယ်ဒီလငါးပါးဒီလတော့မြဲနဲ့သူကလုံခြုံအောင်ထိမ့်သိမ့်တယ်ဘုဒ္ဓတင်ဆောက်တည်ခွင့်ကြုံလို့ခြင်းလည်းဘုဒ္ဓီလာတွေဆောက်တည်ကျင့်သုံးတယ်ဆောက်တည်ကျင့်သုံးပြီးလို့ခြင်းလည်းပဲဒီသီလကုသိုလ်ကံကြောင့်ဒါဝိနနတ်ပြည်ပြန်ရောက်ရပါလို့ဤနတ်ဖြစ်ရပါလို့ဤဒါပဲတရားနာခွင့်ကြုံရင်တရားနာတယ်ဝိယောဒကုသိုလ်ပြုခွင့်ကြုံရင်ဝိယောဒကုသိုလ်ပြုတယ်ပြုပြီးလို့ချင်းဒီဝိယောဒကုသိုလ်ပြုရတဲ့ကံကြောင့်ဒါဝိနနတ်ပြည်ပြန်ပြီးရောက်ရပါလို့ဤဖြစ်ရပါလို့ဤအဲဒီလိုပဲသူဆူတောင်းပြီးကုသိုလ်ကောင်းမှုတွေပြုနေသူဘယ်ကိုရောက်ချင်တာနတ်ပြည်ကိုရောက်ချင်တာဒါဝိနနတ်ပြည်ကိုရောက်ချင်တာရောက်ချင်တော့သူကိုယ်နှုတ်စိတ်တို့ဖြင့်ဘာတွေကိုပြုတယ်ကုသိုလ်ကံတွေကိုပြုတယ်ကောင်းတဲ့အလုပ်တွေကိုပြုတယ်ဟုတ်တယ်မလားအဲ့ဒီလိုပြုရင်နဲ့16နှစ်အရွယ်ရောက်တဲ့အခါကျတော့ဂုဏ်ရည်သူအမျိုးသားတယောက်နဲ့အိမ်အောင်ပြုတယ်အိမ်အောင်ကြတယ်မိဘတွေကဘာတွေပေးသားလို့နေမှာပေါ့အိမ်အောင်ကြတော့အဲ့ဒီအိမ်အောင်နဲ့သာသမီ4ယောက်ရတယ်သာသမီ4ယောက်ရပြီဆိုတော့ရွယ်အပြင်60ကျော်90ပေါ့နော်အဲ့ဒီ60ကျော်90ရောက်တဲ့အခါကျတော့ဒီယောဂဝေဒနာတစ်ခုကြောင့်လူဘဝကနေပြီးတော့သုတိပြတ်ကြွေသေးသွားတယ်သေသွားတဲ့အခါကျတော့သူတဘဝလုံးပြုလုပ်ခဲ့တဲ့ကုသိုလ်ကံတွေနော်နတ်ပြည်ကိုဆူတောင်းပြီးတော့ပြုလုပ်ခဲ့တဲ့တဘဝလုံးပြုတဲ့ကုသိုလ်ကံတွေကဘယ်ကိုပို့လိုက်တယ်လဲဆိုတော့ဒါဝိနနတ်ပြည်ကိုပို့လိုက်ဒါဝိနနတ်ပြည်ရုပ်တည်နံတည်ဖြစ်သွားတယ်ပฏิပုစီကတဲ့ဟုတ်လားအဲ့ဒီလိုဒါဝိနနတ်ပြည်ဒုတိယအကြိမ်ပြန်ပြီးဖြစ်သွားတော်လည်းပဲတဲ့ဥမာနတ်သားကမာလပါရီတဲ့အဲ့ဒီမာလပါရီနတ်သားကမေးတယ်ပฏิပုစီကနှစ်သောသောပိုင်းကနင့်ကိုငါမမြင်ဘူးတဲ့ပဲသွားတော့သူမေးတာလေနော်တတိထားကြည့်ပฏิပုစီကသောသောပိုင်းကနင့်ကိုငါမမြင်ဘူးပဲသွားတာတော့နဲ့မေးတယ်ဒီမှာကအသက်နှစ်ပေါင်း60ကျော်90လောက်နေပြီးမှသေသွားပြီးဒါဝိနနတ်ပြည်ဒုတိယကြိမ်ပြန်ပြီးနတ်ဖြစ်တာနတ်သားကသောသောပိုင်းကလို့ပြောတယ်
သူတို့အနေနဲ့တော့ဟုတ်တာပေါ့ခဏလေးပဲလေဒီလူပြည်အနေနဲ့က60ကျော်90ဖြစ်ပြီးဖွားကြီးနဲ့တည်သွားတယ်လို့သူပြောရတာပေါ့နော်သူတို့တောင်ရင်နဲ့တဲ့အနေနဲ့ကြည့်တော့ဟုတ်တယ်ခဏလေးပဲရှိသေးတယ်ခဏလေးအပိုင်းထဲမှာအချိန်ကြီးငယ်တွင်မှာပျောက်သွားလို့မေးတာအဲ့တော့ပရိပ္ပဇိယကခုနလူပြည်မှာဖြစ်ခဲ့တဲ့ဖြစ်ရအကြောင်းစုံကိုအကုန်ပြန်ပြီးပြောပြပြန်ပြောပြတဲ့အခါကျတော့မဟာလပါရိနတကအံ့ဩနေတယ်ကြလားနင့်ပျောက်သွားတာကခဏလေးပဲနင်ပြောနေတဲ့ဇလန်းကြီးဟာဟိုယာမဇကြီးကြလို့ပြီးနိုင်ဟုတ်တယ်တဲ့လူဘဝမှာဒီလိုနေကြရဖြစ်ခဲ့ရတယ်ကုသိုလ်ကောင်းမှုတွေပြုပြီးတော့ဆူတောင်းခဲ့တဲ့အတွက်ကြောင့်ထိုကုသိုလ်ကံကြောင့်ကုတောင်းတဲ့နတ်ပြည်မှာရုပ်တဲ့နံတဲ့လာပြီးဖြစ်တဲ့အကြောင်းသူပြောပြပြောပြတဲ့အခါကျတော့မဟာလပါရိနတကထပ်ပြီးမေးတယ်နင်တို့လူပြည်မှာကလူတွေဟာအသက်ကဒီလောက်ပဲရှိသလားလို့ဆိုတော့ဟုတ်တယ်တဲ့ဒီလောက်ပဲရှိတယ်ဒီလိုဆိုတော့ဘာမှမကြပါလားဟုတ်တယ်တဲ့အပ္ပမာယုမနုဿာနံဟိလေယနံသူပောရိတောလူအသက်ဆိုတာကရေတွက်လေးအမှန်တန်တူတောင်းနေအဲ့တော့အသက်တူလေးနေရတဲ့ခဏလေးနေရတဲ့လူတွေဟာဟောငါတို့အသက်ရှင်ရတာဟာခဏလေးပဲဒီခဏလေးအတွင်းကိုတော့ကုသိုလ်ကောင်းမှုတွေကိုပဲကြိုးကြိုးသားသားပြုလုပ်နေဆိုပြီးလူပြေကလူတွေဟာကုသိုလ်ကောင်းမှုကိုကြိုးကြိုးသားသားပြုလုပ်ကြရလားမမိတ်မလျော့နေကြရလားလို့မဟာဗာရိနန္ဒယထပ်ပြီးမေးတယ်အဲ့တော့ပရိပ္ပဇိပါကအကုဏတရဲ့တဲ့လူတွေအကြောင်းတော့မမေးပါနဲ့တော့ဆက်ဆံကောင်းဟုတ်လားလူတွေအကြောင်းတော့မမေးပါနဲ့လူတွေဟာလေတဲ့သူတို့ကိုသူတို့မသေးတော့မဲ့ဘဝမျိုးမသေးတော့မဲ့လူသန်းစားမျိုးထားပြီးသဘောပိုက်ပြီးအာယုန်နေနဲ့ပဲပြောနေကြတာပါပဲကုသိုလ်ကောင်းမှုထဲမှာပြောပြီးကုသိုလ်နဲ့နေတဲ့ပုဂ္ဂိုလ်ကုသိုလ်ပြုလုပ်တဲ့ပုဂ္ဂိုလ်အလွန်ရှားပဲမစကားပြောတာပฏิပုဇိကနတ်သမီးကနော်သာတွေ့ပြောတာမဟုတ်ဘူးသူများပြောတာမဟုတ်ဘူးသူကိုယ်တိုင်လူပြည်လူလောကမှာကြုံလာတာကိုပြောပြတာနော်အဲ့ဒါမလားလူပြည်လူလောကလူတွေကသူတို့ဘဝသူတို့ပါတယ်မသေးမဲ့ဘဝမသေးတော့မဲ့လူတန်းသားဒီလိုသဘောထားဒီလိုထင်မြင်ယူဆပြီးတော့သူတို့အာယုန်နေနဲ့ပြောပြီးနေကြတာပဲတဲ့အစင်မျိုးစုံတွေကြည်အတန်းမျိုးစုံတွေနားထောင်အနံမျိုးစုံတွေနားရှုစားမျိုးစုံတွေစားအတွေ့အထိမျိုးစုံတွေတွေ့ထီပြီးတော့ဒီအာယုန်၅ပါးကာမဂုဏ်တရားတွေနဲ့ပဲပြောနေကြတာပါလို့ဖြေတယ်မှန်လားယောဂီတို့လောကကြီးကိုဉာဏ်လေးနဲ့ဖြန့်ပြီးကြည့်လူလောကကြီးလေဘာတွေနဲ့ပြောနေကြလဲကာမဂုဏ်အာယုန်နဲ့ပြောနေကြတာနော်ဒီဗုဒ္ဓဘာသာဆိုတဲ့ဗုဒ္ဓဘာသာတိုင်းပြည်လေးမှတချို့လူတွေကလေကုသိုလ်တရားလေးနဲ့နေကြတာအခြားတိုင်းပြည်မှာညာသွားပြန်လူတွေကဘာဖြစ်နေကြတယ်အဲ့ဒီအာယုန်လေးနဲ့ပဲပြောနေကြတာပဲကုသိုလ်တရားပြုဖို့ရာတချို့စိတ်တော့မကူဘူးအဲ့ဒီလိုအာယုန်လေးနဲ့ပျော်ပြီးနေကြတဲ့အတွက်ကြောင့်ကုသိုလ်တရားတွေမေ့နေတာပေါ့ဟုတ်တယ်မလားတနည်းအားဖြင့်ပြောလို့ချင်းသိခြင်းသဘောတရားကိုမသိမမြင်ကြတဲ့အတွက်ကြောင့်အာယုန်လေးနဲ့ပျော်ပြီးနေကြတာသိခြင်းသဘောတရားကဆင်ခြင်မိမယ်တွေးမိမယ်ဆိုလို့ရှိရင်တွေးနေမယ်ဆိုလို့ရှိရင်တော့ဒီအာယုန်လေးနဲ့မပျော်နိုင်ဘူးပေါ့အဲဒီလိုတဲ့သူတို့သိခြင်းသဘောတရားတွေဘာတွေမတွေးဘူးပေါ့မဆင်ခြင်ဘူးပေါ့တွေးမိဆင်ခြင်မိလို့ရှိရင်လည်းပဲသူတို့ကဒါအတိတ်မရှိဘူးနမဲမရှိဘူးဆိုပြီးတော့မတွေးဘူးရသူကနော်
ငါမသေးဘူးဆိုတဲ့သဘောမျိုးသူတို့ယူဆတာအဲ့တော့သူတို့အာယုန်နဲ့ပြောပြီးနေကြတယ်ကုသိုလ်ကောင်းမှုကိုတတိမရကြအဲ့တော့ခဏမာလဘာရိနန္ဒကြီးကပြောတယ်ဒီလိုဆိုလို့ရှိရင်တော့တို့တောင်ရင်းသားနတ်ပြည်ကြီးစီကားဖို့ရမလွယ်တော့ဘူးညီးတဲ့သဘောပေါ့တာဝေကယူတဲ့သဘောပေါ့နော်ဟုတ်တာပေါ့ဒီတော့မေ့လျော့ပြီးနေတဲ့လူတွေသေပြီဆိုလို့ရှိရင်တောင်ရင်းသားနတ်ပြည်ရောက်ဖို့ရဖြစ်နိုင်မှာမလားဘယ်ရောက်ဖို့ပဲလေးပါရောက်ဖို့ပဲလူသေးပဲလေးပါရောက်လူသေးပဲလေးပါရောက်လူသေးပဲလေးပါရောက်ဆိုတော့နတ်ပြည်ရောက်တဲ့နတ်သားနတ်သမီးရှိပါဦးမလားမရှိတော့ဒါဝရဏနတ်ပြည်ကြီးစီကားနိုင်မှာမလားစီကားနိုင်မှာဘယ်မှာပဲစီကားမှာတော့အဲ့ဒီလိုနတ်သားကြီးဓမ္မတာဝေကဖြစ်တယ်တဲ့အဲ့တော့ဒီမှာဆိုလိုတာကဘာလဲဒီပฏิပုသိကနတ်သမီးဒါဝရဏနတ်ပြည်မှာရုပ်တဲ့နန္တိဖြစ်ခြင်းနတ်ဖြစ်ခြင်းဆိုတာဘာကြောင့်လဲကုသိုလ်ကံကြောင့်ဟုတ်တယ်မလားမှန်ပါပါဘယ်သူပြုတဲ့ကုသိုလ်ကံလို့ဆိုရင်ပฏิပုသိကကိုယ်တိုင်ပြုတဲ့ကုသိုလ်ကံတွေဟုတ်တယ်မလားကာယကံကုသိုလ်တွေဝစီကံကုသိုလ်တွေမနောကံကုသိုလ်တွေမဟုတ်လားအေးအဲ့ဒါတွေကဘဝဖြစ်ခြင်းရဲ့အကြောင်းတရားတွေပဲမှန်လားအဲ့တော့ဒီပฏิပုသိကဟာအသက်နှစ်ပေါင်း60ကျော်90တိုင်းတိုင်းလုံးပေါ့နော်60ကျော်90လုံးတောင်းရဏနတ်ပြည်ရောက်ရပါလို့ဤတောင်းရဏနတ်ပြည်ပြန်ဖြစ်ရပါလို့ဤလို့တောင်းရဏနတ်ပြည်ကိုပဲတရောင်းတာနဲ့မနေခဲ့ဘူးလားအဲ့ဒါလို့တောင်းရဏနတ်ပြည်ကိုတရောင်းတာနဲ့နေတာတလွန်တဆွေးနဲ့နေတာဥပါဒံလို့ခေါ်တယ်။ဘာလို့ခေါ်လဲ။ဥပါဒံလို့ခေါ်တယ်။သူနတ်ပြည်ကိုဆွဲလန်းနေတာလေ။နတ်ပြည်ကိုအကျဉ်းချင်းအမတ်ရနေတာတတိယနေတာနတ်ပြည်ကိုစိတ်ရောက်ပြီးနေတာဗမာလိုတော့နတ်ပြည်ကိုတန်းတာပြီးနေတာပေါ့လေ။တန်းတာပြီးနေတာဆွဲလန်းပြီးနေတာဒါကိုပါဠိလိုဘာလို့ခေါ်လဲဥပါဒံလို့ခေါ်တယ်တနေ့လည်းဘုန်းကြီးတို့ပြောတယ်ဥပါဒံဆိုတာဆွဲလန်းမှုတဲ့ဥပမာအပြင်ဘာနဲ့တူတယ်ဖားကိုမွေမျိုးသလိုပဲတဲ့ဟုတ်လားဖားမွေမျိုးပြီဆိုတဲ့အခါမွေမျိုးခံရတဲ့ဖားပါဇာတဲ့ကမလွတ်တော့ဘူးမွေရလည်းဖားကိုမျိုးမိပြီးဆိုတဲ့ကဆွဲဆွဲလန်းလန်းကြိုက်ခဲပြီးထားတော့တာပဲမလွတ်တော့ဘူးနော်မလွတ်တော့အဲ့ဒီလိုမွေကဖားကိုဆွဲဆွဲလန်းလန်းဖန်ထားကြိုက်ထားမျိုးထားတယ်လို့တဲ့အာယုန်တစ်ခုခုကိုဆွဲလန်းပြီးနေတာတောင်းတပြီးနေတာဖန်ဖန်တတိယပြီးတော့နေတာတန်းတပြီးတော့နေတာလွမ်းဆွတ်ပြီးတော့နေတာမျိုးကိုဘာလို့ခေါ်လဲကြည့်လေဟူပฏิပုသိကတိတတ်တဲ့အချိန်ကနေစပြီးတော့တာဝရိဏနတ်ပြည်သူပြန်ရင်းနေတာမဟုတ်လားအချိန်ရှိတိုင်းဒီပါတော့ဟုတ်တယ်မလားဒါကြောင့်လေသူဟာအဲ့ဒီဆွဲလန်းမှုကြောင့်ဘာတွေလုပ်တာတော့ကာယကံဝစီကံမနောကံဆိုတဲ့ကုသိုလ်ကံတွေလုပ်တာမဟုတ်လားဆွဲလန်းမှုကြောင့်လုပ်တာမဟုတ်လားမဆွဲလန်းရင်ပဲလုပ်မလဲဟုတ်တယ်မလားဥပါဒံဆွဲလန်းမှုကြောင့်ဘုကံတွေကိုပြုလုပ်လို့ကံတွေဖြစ်လာထိုကံတွေကနေပြီးတော့အကျိုးဖြစ်ဖြစ်တာဝရိဏနတ်ပြည်မှာပြစ်ချလိုက်တာလေတာဝရိဏနတ်ပြည်မှာနတ်ဤရုပ်တဲ့နတ်တွေဖြစ်သွားတယ်လေအဲ့ဒါနတ်ဘဝလို့ခေါ်တာပေါ့နော်အဲ့တော့သူနတ်ဘဝနတ်ပြည်နတ်သမီးပြန်ပြီးဖြစ်ခြင်းရဲ့အကြောင်းနတ်ဘဝရခြင်းရဲ့အကြောင်းဟာဘာကြောင့်လဲပထမကံတရားနော်ခုဒုတိယတစ်ဆင့်ဆင်းလိုက်တော့ဥပါဒံတဲ့ဆွဲလန်းပြီးကံတွေလှုပ်တာကိုဒုတိယအကြောင်းတရားကဥပါဒံဟုတ်တယ်မလားဥပါဒံဆိုတာကအကြီးအကျယ်လိုချင်မှုပေါ့ဗျာကြီးမားသောလိုချင်မှုအားကောင်းသောလိုချင်မှုလို့ဒီလိုဆိုရမှာပေါ့နော်
အဲ့ဒီအာကောင်းသောလူချင်းမှုဆိုတာလေဘယ်စားလဲဒီအာကောင်းသောလူချင်းမှုရအစကဘာလို့အများကြီးဆိုတာအနည်းလေးစုထားတာပဲဟုတ်တယ်မလားဒီအာကြီးသောလူချင်းမှုဆိုတာလေအာနည်းသောလူချင်းမှုကနေပြီးတော့ဖြစ်ပွားသွားတာပဲလေဟုတ်တယ်မလားအာနည်းသောလူချင်းမှုကြတော့တဏှာလို့ခေါ်တယ်အာနည်းသောလူချင်းမှုကိုတဏှာအာကြီးသောလူချင်းမှုကိုဥပါဒံတနည်းစစွာလူချင်းမှုကိုတဏှာထက်ခတ်ထက်ကလူချင်းမှုကိုဥပါဒံဒီလိုမှတ်ပေါ့နော်ပရမဏိယပါတယ်အာသေးသောအာနည်းသောလူချင်းမှုဆွဲလန်းမှုကိုတဏှာလို့ခေါ်တယ်အာကြီးသောလူချင်းမှုဆွဲလန်းမှုကြတော့ဥပါဒံလို့ခေါ်တယ်တဏှာနဲ့ဥပါဒံနော်ချင်းကြီးနဲ့ချင်းလေးလူချင်းမှုအသေးစားကိုတဏှာလူချင်းမှုအကြီးစားကိုဥပါဒံမှတ်တာနော်အဲ့တော့ဒီပฏิပုတိကသူ့ဘဝကိုရောက်လာမွေးဖွားတဲ့အချိန်မှာသူဘာကိုဆင်ခြင်မိတယ်ငါဘယ်ဘဝကလာတယ်လဲလို့ဆင်ခြင်မိသွားဆင်ခြင်မိတဲ့အခါကျတော့ဟောငါတာဝရိန္ဒနတ်ပြည်နတ်သမီးဘဝကလာခဲ့တာပဲလို့ तू မသိဘူးလားသိတဲ့အချိန်ကျတော့တာဝရိန္ဒနတ်ချမ်းသာနဲ့လူချမ်းသာကိုရှင်ကြည့်တဲ့အခါကျတော့တာဝရိန္ဒနတ်ရဲ့ချမ်းသာတာတွေကို तू မသိဘူးလားသိပါလားသိတော့တဲ့အခါကျတော့တာဝရိန္ဒနတ်ပြည်ကိုပထမလူချင်းတဲ့စိတ်ဖြစ်လာအဲ့ဒါတဏှာပဲပထမဆုံးဖြစ်တဲ့လူချင်းမှုနော်အဲ့ဒါကိုဘာလို့ခေါ်လဲတဏှာနောက်နှစ်နောက်ရက်နောက်နဲ့နောက်လတွေနောက်နှစ်တွေထက်ကတက်ကလူချင်းပြီးနေတာတွေဥပါဒာပေါ့ဟုတ်တယ်မလားအဲ့တော့တဏှာဥပါဒံကံဟုတ်လားပထမနံပါတ်1ကကံကြောင့်ကံကအနိကတ်ဆုံးပေါ့ဘဝဖြစ်ခြင်းအကြောင်းတရားမှာလေဒုတိယကဥပါဒံခုတတိယကပါလေတဏှာမှန်လားကဲအဲ့ဒီတဏှာဆိုတဲ့ဘဝကိုလိုခြင်းနဲ့အာယုန်တွေကိုလိုခြင်းတတ်မဲ့တဲ့ဒီတဏှာကဘာကြောင့်ဖြစ်တာလဲခံစားမှုကြောင့်ဝေဒနာကြောင့်ဝေဒနာခံစားမှုကြောင့်တိုင်လို့ဗျာခင်ဗျားတို့ပြိဿသမုပ္ပါတရားဆရာတော်ကြီးဟောနေနေတိုင်းဟောနေတာလက်တသမုပ္ပါရရင်ပြောမယ်ဆိုရင်တော့တဏှာပေါ့တဏှာရဲ့ရှေ့ရပါရှိလို့ဝေဒနာလေးအကြိုက်ရဲ့အကြောင်းကဟုတ်တယ်မလားဝေဒနာပစ္စယတဏှာမို့လားတဏှာရဲ့အနိကသောအကြောင်းတရားကဝေဒနာပဲခံစားမိလို့လိုချင်မှုတတ်မှတ်မှုဖြစ်တာကိုဟုတ်တယ်မလားဘုန်းကြီးတို့ခုတရားသဘောအရပြောမယ်ဆိုလို့ရှိရင်တော့ယောဂီတို့အနေနဲ့ပြောမယ်ဆိုလို့ရှိရင်တော့အဝိဇ္ဇာလို့ခေါ်တယ်ဟုတ်လားတဏှာဖြစ်တာကဘာလဲအဝိဇ္ဇာဆိုတာကဘာသဘောလဲမာရွင်သိတာဟုတ်လားအမှန်ကိုမသိဘဲနဲ့အမှားကိုသိတဲ့သဘောကဘာလဲတော့သူသိတယ်ဗျာနော်ဘာကိုသိတာလဲဆိုတော့အမှားကိုသိဘာကိုမသိတာတော့ဆိုတော့အမှန်ကိုမသိအဝိဇ္ဇာရဲ့သဘောကနော်အမှန်ကိုမသိဘူးဘာကိုသိတယ်အမှားကိုသိတယ်သူဘလို့အမှားမှယွင်သိနေတုံးလို့ဆိုတော့ဘဝကိုမြဲတယ်ချမ်းသာတယ်အတ္တကောင်ဝိညာဉ်ကောင်ဒီလိုမြင်တယ်ဒီလိုသိတယ်ချမ်းသာတယ်လို့ဒီလိုမြင်တယ်မြဲတယ်လို့ဒီလိုမြင်တယ်ဒီလိုသိတယ်နော်ငါစိုးငါပိုင်နဲ့အတ္တကောင်ဝိညာဉ်ကောင်သူငါအနေနဲ့သိတယ်မြင်တယ်အနှစ်သာရရှိတယ်ချစ်စရာခင်စရာလို့သိတယ်မြင်တယ်ဒါဝိဇ္ဇာရဲ့သဘောဘယ်ပေါ်မှာမြင်တာလို့ဆိုရင်ဘဝပေါ်မှာမြင်တာဘဝကိုမြင်တာဟုတ်ကလားဘဝကိုမြဲတယ်လို့မြင်တယ်ဘဝကိုချမ်းသာတယ်လို့မြင်တယ်ဘဝကိုအတ္တကောင်ဝိညာဉ်ကောင်အနေနဲ့မြင်တယ်
ငါသူတစ်ပါးယောက်ျားမင်းမပုဂ္ဂိုလ်တ attva အနေနဲ့မြင်တယ်ငါစုငါပိုင်နဲ့အနေနဲ့မြင်တယ်ဘဝကိုတာယာတရားနှစ်သက်စရာလို့မြင်တယ်ဘဝဟာကောင်းတယ်လို့ဒီလိုမြင်တယ်ဒါအဝိဇ္ဇာရဲ့သဘောပဲဟုတ်ကဲ့လားအဲ့တော့သူ့ရဲ့အမြင်ဟာတကယ်မှန်သလားမမှန်ဘူးလားသဘာဝကျသလားမကျဘူးလားသူ့ရဲ့အမြင်ဒီမှန်သလားမှားလားမှားတယ်ဘာဖြစ်လို့မှားတာတော့သဘာဝမကျလို့မှားတာဟုတ်တယ်မလားသဘာဝကျမှမှန်တယ်မှန်တယ်ဆိုတာသဘာဝကျမှမှန်လားသဘာဝမကျရင်မမှန်ဘူးဟုတ်ကဲ့လားအဲ့တော့ဒီပฏิပုဇိကတာဝရိဏနတ်ပြည်ကိုသူဘယ်လိုထင်မြင်ယူဆနေတယ်ဆိုလို့ရှိရင်ချမ်းသာတယ်လို့မြင်တယ်ဟုတ်ကဲ့လားမြဲတယ်လို့မြင်တယ်အတ္တကောင်ဝိညာဉ်ကောင်အနေနဲ့ငါဆိုငါပိုင်တဲ့အနေနဲ့မြင်တယ်တာယာစရာနှစ်သက်စရာအနေနဲ့မြင်တယ်အနှစ်သာရရှိတယ်လို့ဒီလိုမြင်မှာပေါ့ဟုတ်တယ်မလားဒါသူ့ရဲ့ဘဝပေါ်မှာမြင်တဲ့အမြင်ပဲလေသူ့ရဲ့ဆိုပေမဲ့သူ့တဏ္ဍာဖြစ်တဲ့အဝိဇ္ဇာကမြင်တဲ့အမြင်ပါပဲအဲ့ဒီလိုဘဝကိုမြဲတယ်ချမ်းသာတယ်ကောင်းတယ်ငါဆိုငါပိုင်တယ်လို့အနှစ်သာရရှိတယ်ချစ်စရာကောင်းတယ်တာယာစရာကောင်းတယ်လို့ဒီလိုအဝိဇ္ဇာကမြင်တာခဏပြောသလိုသဘာဝမကျဘူးသဘာဝမကျတဲ့အတွက်ကြောင့်သူ့ရဲ့အမြင်မှားတယ်နော်တကယ်တမ်းသူထင်တယ်လို့အဝိဇ္ဇာထင်တယ်လို့အဝိဇ္ဇာကမြင်တယ်လို့ဝိဇ္ဇာကလက်ခံတယ်လို့ဘဝဟာမြဲသလားမမြဲဘူးလားဟမ်ဘဝကမြဲသလားမမြဲဘူးလားမမြဲဘူးဆိုတာကိုယ့်ဘဝကိုသုံးသပ်ကြည့်လိုက်လေဟုတ်တယ်မလားအကျမ်းများဖြင့်ဆိုလို့ရှိရင်ခုလူဘဝမြဲလားမြဲပါဘူးတဖြုတ်ဖြုတ်နဲ့သိနေကြတာမို့လားမြဲလို့လားမမြဲလို့လားမြဲလို့ပါဗျာဒါသက်ရှိတယ်နော်သက်မဲ့တွေလည်းဒီလိုသိနေပြက်နေကြတာပဲပျက်စီးနေကြတာပဲမြဲလို့လားမမြဲလို့လားမြဲလို့ပါဗျာဒါယောဂီတို့အနေနဲ့ဆိုလို့ရှိရင်ကိုယ့်ဘဝကိုဆင်ခြင်ကြည့်လိုက်လေဝိပဿနာဉာဏ်လေးနဲ့ဆင်ခြင်ကြည့်လိုက်ဝိပဿနာဉာဏ်နဲ့သုံးသပ်ကြည့်လိုက်ငါဘဝမြဲသလားမမြဲဘူးလားဟုတ်ကလားမြဲလားမမြဲဘူးလားမြဲပါဘူးခုနပြောခဲ့တဲ့ဘဝဆိုတာဘာလဲတော့ဟာဘဝဆိုတာယုံ nant တို့ရဲ့ဖြစ်ခြင်းဟုတ်ကလားနည်းနည်းအကျဉ်းချက်ပြောမယ်ဆိုရင်ကဝိညာဉ်နာယုတ္တလာယရဏဖတ်တာဆိုတဲ့သဘောဝေဒနာဆိုတဲ့သဘောတရားတွေရဲ့ဖြစ်ခြင်းမို့လားအကျဉ်းချုပ်ပြောလို့ရှိရင်ယုတ်တရားနံတရားတွေရဲ့ဖြစ်ခြင်းမို့လားဟုတ်တယ်မလားအဲ့တော့ယောဂီတို့တဏ္ဍာမှာယုတ်တရားနံတရားတွေကခုလည်းပဲဖြစ်နေတယ်မို့လားဟုတ်ကလားကဲဘုန်းကြီးချောင်းဟန်းလိုက်တဲ့အတန်လေးကြားလိုက်ကြလားကြားတော့ယောဂီတို့စိတ်ထဲဘယ်လိုဖြစ်သွားလဲဘုန်းကြီးတို့ဘုန်းကြီးချောင်းဟန်းလိုက်တော့ယောဂီတို့ရဲ့စိတ်ထဲမှာဘယ်လိုသိလဲဟောဆရာတော်ချောင်းဟန်းနေဆိုတဲ့အတိလေးမဖြစ်ဘူးလားအဲ့ဒီအတိလေးကဘာကြောင့်ဖြစ်တယ်လဲလို့ဆိုရင်ဘုန်းကြီးကချောင်းဟန်းလိုက်လို့ဟုတ်တယ်မလားဘုန်းကြီးချောင်းဟန်းနဲ့အတန်ကယုတ်လားနံလားယုတ်ပါဗျာယုတ်တရားနော်အဲ့ဒီယုတ်တရားအတန်ကလေးကယောဂီတို့ရဲ့နားမှာသွားပြီးသောတပ္ပဇာရမှာသွားပြီးထိတယ်နော်ထိတဲ့အခါကျတော့ဘလို့ယောဂီတို့သိသွားတော့ဆိုတော့ဆရာတော်ချောင်းဟန်းလိုက်တယ်ဆိုတဲ့ဈာတိစိတ်ကလေးမဖြစ်ဘူးလားဖြစ်ပါဗျာအဲ့ဒီအခိုက်မှာကြည့်လိုက်အတန်ယုတ်နော်နာယုတ်ယုတ်ပိုင်းဆိုင်ရာနှစ်ခုဖြစ်တယ်နော်နောက်တစ်ခါစိတ်ပိုင်းဆိုင်ရာကနာမ်ပိုင်းဆိုင်ရာကကြားသိတဲ့စိတ်ဟုတ်ကလားအဲ့ဒီနောက်မှာဖတ်တာဝေဒနာမဖြစ်ဘူးလားအဲ့ဒါအခြားလားယုတ်နံတရားတွေလားယုတ်နံတရားအဲ့ဒီလိုယုတ်တရားနံတရားတွေဖြစ်တာကိုဘာလို့ခေါ်တယ်ဘဝလို့ခေါ်တယ်ဟုတ်တယ်မလားအဲ့ဒီကြားလိုက်တဲ့ကြားသိစိတ်နဲ့တကွာယုတ်တရားနံတရားတွေဖြစ်သွားပြီ။ကာယယောဂီတို့ကုသန္တမှာခုရှိသေးလားမရှိတော့ပါဘူးဘယ်ရောက်သွားလဲမှန်တယ်နော်ဒါကိုယ့်ဘဝကိုသုံးသပ်ကြည့်တာလေ
အဲ့ဒါမလားကုဘဝလို့ခေါ်တဲ့ယုံနံတို့ရဲ့ဖြစ်မှုလေးဟာခုဇာတိဖြစ်ဇာတိတဲ့ယုတ်လေးနံလေးဖြစ်မှုကိုပဲခဏလေးကြာပြီးဘာဖြစ်သွားတယ်ပြတ်သွားတယ်ဆိုတော့ကုဘဝရဲ့ယုတ်တရားနံတရားတွေကမြဲလားမမြဲပါဘူးကုဘဝရဲ့ဒီယုတ်ဒီနံတွေကမမြဲသလိုဟိုယုတ်ဟိုနံတွေလည်းမမြဲပါဘူးမြင်သိစိတ်တွေကြားသိစိတ်တွေနာသိစိတ်တွေသတိစိတ်တွေတွေ့သိစိတ်တွေဒါတွေလည်းဒီလိုပဲပြတ်ကြတာပဲဖြစ်ပြီးပြတ်ကြတာပဲကိုယ့်ရဲ့ယုံနာနေဖြစ်ပြနေသလိုကိုယ့်ဘဝဖြစ်ပြနေသလိုသူ့ဘဝလည်းဒါတွေပဲလေဟုတ်တယ်မလားလူတဏ္ဍာမှာဖြစ်တဲ့ယုတ်တရားနံတရားတွေဖြစ်ပြီးပြနေသလိုပဲနတ်ဘဝမှာဖြစ်တဲ့နတ်တွေရဲ့ယုတ်တွေနံတွေလည်းဖြစ်ပြီးပြနေကြတာပဲအပေဘုံသားကပေဘုံသားတွေရဲ့ယုတ်တွေနံတွေလည်းဒီလိုဖြစ်ပြီးပြနေကြတာပဲအဲ့တော့အဝိဇ္ဇာထင်တယ်လို့ယုတ်တရားနံတရားတွေဟာမြဲသလားမြဲပါဘူးဖြစ်လာပြီးဖြစ်လာပြီးပြတ်သွားတာဟုတ်တယ်မလားအမြဲတမ်းအချိန်နဲ့တပြေးတည်းဖြစ်လိုက်ပြက်လိုက်ဖြစ်လိုက်ပြက်လိုက်ဖြစ်လိုက်ပြက်လိုက်ဒီလိုနေတာနော်အကြောင်းတရားတွေကြောင့်ဖြစ်လာပြီးပြတ်သွားတာပဲအကြောင်းတရားတွေကြောင့်လို့ဆိုတာကဘုန်းကြီးပြောတယ်လေဇာတိစိတ်ဆိုတဲ့ဒီတောတဝိညာဉ်စိတ်ကလေးဘာကြောင့်ဖြစ်တယ်လဲလို့စဉ်းကျင်စဉ်းစားလိုက်တဲ့ကဆရာတော်ချောင်းဟန်းလိုက်တဲ့ချောင်းဟန်းတဲ့အတန်နဲ့တို့များရဲ့နာလို့ခေါ်တဲ့သောတပတ္တာရနော်ဒီအကြောင်းနှစ်ခုကြောင့်ဘာဖြစ်လာတာဇာတိစိတ်ကလေးဖြစ်တာပဲဟုတ်တယ်မလားအတန်နဲ့နာကအကြောင်းတရားဇာတိစိတ်ကအကျိုးတရားဟုတ်တယ်မလားရုပ်ကြောင့်နာမ်ဖြစ်တယ်ဖြစ်ပြီးဒီနေ့တစ်ပြိုင်နဲ့ပြတ်သွားတယ်ဇာတိစိတ်လည်းမရှိတော့ဘူးနော်ပြတ်သွားပြီအဲ့ဒီလိုဖြင့်ဖြစ်လိုက်ပြက်လိုက်ဖြစ်လိုက်ပြက်လိုက်နဲ့နေတဲ့ဒီဖြစ်ရဲ့အစဉ်ကြီးကိုပဲဘဝလို့ဒီလိုဆိုကြတာမှန်တယ်နော်အကောင်တန်နေရှိတာဟုတ်ကလားမဟုတ်ဘူးလားအေးအဝိဇ္ဇာကအတ္တကောင်အကောင်လေးရှိတယ်လို့ဒီလိုယူဆတာဟုတ်အဲ့ဒီကောင်လေးကလည်းတော့ဘယ်တော့မှမဖြစ်မပြက်ဘူးတဲ့ဘယ်တော့မှမသေးဘူးဘယ်တော့မှမပြက်ဘူးအမြဲတမ်းတည်ရှိပြီးတော့နေတယ်လို့ဒီလိုယူဆတာအဲ့ဒီလိုကောရှိလားမရှိပါဘူးအဲ့ဒါဆိုလို့ရှိရင်အဝိဇ္ဇာရဲ့အမြင်သည်အတိသည်သဘာဝကြရလားကြပါဘူးဟုတ်လားသူထင်တယ်လို့ဘဝဟာမြဲသလားမမြဲပါဘူးမမြဲသည့်အတွက်ကြောင့်သူ့ရဲ့ထင်မြင်ချက်သည်မှားတယ်ဟုတ်ကလားသူထင်တယ်လို့ဘဝထဲမှာအကောင်လေးရှိသလားမရှိပါဘူးမရှိသည့်အတွက်ကြောင့်သဘာဝမကြဘူးသဘာဝမကြသည့်အတွက်ကြောင့်သူအဝိဇ္ဇာရဲ့အမြင်သည်အမြင်မှားဟုတ်ကလားအတိလည်းအတိမှားပဲကံသူထင်တယ်လို့ဘဝတည်တာယာစရာနှစ်သက်စရာရောဟုတ်ကလားမဟုတ်ပါဘူးဗျာဖြစ်ပြီးပြည့်နေတဲ့ဒီသဘောဖြစ်ပြီးပြည့်နေတဲ့ဒီရုပ်ဒီနာဘာသာရာရှိတယ်ဘာသာရာရှိတယ်လေနော်နောက်သူထင်တယ်လို့ဒီဘဝဟာချမ်းသာရလားချမ်းသာပါဘူးအဝိဇ္ဇာကဘဝကိုချမ်းသာတယ်လို့သူထင်ထားတာလေယူဆထားတာလေလက်ခံထားတယ်လေဟုတ်တယ်မလားသူထင်မြင်ယူဆလက်ခံတယ်လို့ဘဝကတကယ်ချမ်းသာရလားချမ်းသာပါဘူးဖြစ်လိုက်ပြက်လိုက်ဖြစ်လိုက်ပြက်လိုက်ဒီလိုမဟုတ်လားဖြစ်ပြက်ပြီးနေတဲ့ဖြစ်ပြီးပြက်ဖြစ်ပြီးပြက်နေတဲ့ဒီဘဝဟာဘယ်လိုလုပ်ချမ်းသာမလဲအဲ့တော့အဝိဇ္ဇာရဲ့ထင်မြင်ချက်ယူဆချက်တွေအတိတွေအမြင်တွေဟာလုံးဝသဘာဝမကျဘူးလုံးဝသဘာဝမကျသည့်အတွက်ကြောင့်သူ့ကိုပါဠိလိုတော့အဝိဇ္ဇာလို့ခေါ်တယ်မြန်မာလိုတော့အတိမှားနေတယ်မှားယွင်းသောအတိကိုသိနေတယ်မှားယွင်းသောအမြင်ကိုမြင်နေတယ်နော်အဲသူကတူမြင့်လက်ဆရာနဲ့တူတာပေါ့နော်လူလိန်လူညာနဲ့မတူဘူးလားတူပါတယ်ဝိဇ္ဇာကလူလိန်လူညာကြီးလူစိန်လူညာကြီးနဲ့အလွန်တူတယ်မြင့်လက်ဆရာနဲ့လည်းတူတယ်ဗျာနော်မတူဘူးလားတူပါတယ်ဘယ်တော့သူ့ရဲ့လက်သားစွမ်းအားကောင်းတယ်လဲဆိုရင်အလုံးတ attva တွေအကုန်အမောက်မောင်မအကုန်ထင်းနေတာနော်လောကမှာရှိတဲ့တ attva တွေကတလောကကြီးလုံးကိုမောက်မောင်မထင်းအောင်မြင်အောင်ကိုသူလှည့်သားတာလောကလူသားလောကတ attva တွေမမြဲတဲ့ဘဝကိုမြဲအောင်သူကလှည့်သားတာလေဆင်းရဲတဲ့ဘဝကိုချမ်းသာအကြောင်းဆောင်ပြီးလှည့်ထားတယ်ကိုယ်စုကိုယ်ပိုင်မဟုတ်တဲ့ဘဝကိုကိုယ်စုကိုယ်ပိုင်ထင်းအောင်လှည့်သားထားတယ်တာယာစရာနှစ်သက်စရာမဟုတ်တဲ့ဘဝကိုတာယာစရာနှစ်သက်စရာထင်လာအောင်မြင်လာအောင်တိကိုဘဝကိုလူတွေတ attva တွေကိုလဲသားတာတော်တော်ကျွမ်းကျင်တဲ့မြင့်လက်သမားပဲ
ဟုတ်တယ်မလားအေးသူကလည်းအဝိဇ္ဇာငါလူလိန်လူညာမျက်လက်သမားလို့သူကလည်းအမိတက်ပြီးကိုလှည့်စားထားတာဒါလည်းလူတွေတတ်တော်တယ်မသိဘူးပြန်နော်ဟုတ်တယ်လေလောကမှာလည်းမျက်လက်ဆရာကသူမျက်လက်ဆရာဘာလို့လဲပြောတယ်လေငါလှည့်တော့မယ်လို့လည်းပြောတယ်ကြလားဒါပေမဲ့ဘယ်လိုလှည့်လိုက်မှမသိဘူးကြလားသိလိုက်ကြလားတော့ကျွမ်းကျင်တယ်နော်ဘုန်းကြီးတို့မနေ့ကတော့ဟုတ်ပါဘူးတမြန်မနေ့ကမလေးရှားရောက်သွားတော့တရားစခန်းပြီးတော့ဟိုတောင်ပေါ်မှာဟိုခရိယန်ဟိုဟိန္ဒူကျောင်းကြီးတစ်ကျောင်းရှိတယ်သူတောင်ကောင်းကြီးထဲမှာလောက်တာအဲလိုက်ပြီးတော့ပြဘုန်းကြီးတို့တက္ကရင်တယောက်သူ့သားလေးကအဲ့ဒီညက်တဲ့တက်တယ်ကသူကညက်တဲ့တက်တယ်ဆိုသူတို့ကျောင်းကကဒီပညာရပ်ကိုသင်ပေးထားတာတဲ့သူကဘုန်းကြီးတို့ကိုအပြင်းပြေကြည့်မလားဆိုတော့အေးကြည့်သေးတာပေါ့ကွာလို့မင်းဘယ်လောက်လှဲ့မလဲဘယ်လိုလှဲ့မလဲကြည့်မယ်သူနဲ့ကိုနှစ်ဦးတည်းပဲလေဟုတ်လားလက်ထက်ကနေဒီလက်ထက်ဆုပ်တာတွေဂေါ်ရီလုံးကလေပါဇက်တဲ့ရောက်အောင်လှဲ့သူလည်းလှဲ့မယ်လို့ပြောတာပဲကိုလည်းသိကြည့်နေတာအကြောင်းနော်ဘယ်လိုလုပ်ရောက်ပါဇက်တဲ့ရောက်သွားမှမသိလိုက်ဒါမျက်လက်ဆရာလို့ခေါ်တယ်နော်သူလည်းပဲအဝိဇ္ဇာပဲအဝိဇ္ဇာပေါ့ဗျအဝိဇ္ဇာတော့မဟုတ်ဘူးတော့ကျွမ်းကျင်တယ်လို့နော်ဒီကဘုန်းကြီးတို့ငယ်ငယ်တုန်းကကြုံမှုတယ်ဘုန်းကြီးတို့ရမှာဒီဘောတော်မူဘုရားဆိုပြီးဘုရားတဆူဘုရားပွဲလုပ်တယ်အဲဘုရားပွဲမှာအနေနဲ့ရကကုလိုပညာသေးတွေလာကြတာဗောလေသတ္တပင်နေနဲ့လာကြကကြအဲ့ဒီမှာခုနမျက်လက်အဖွဲတစ်ဖွဲပါလာတယ်နာမည်ကြီးဇက်ကုံကြီးထိုးအကြီးဇက်ကုံကြီးဒီဓမ္မယုံ2ဆလောက်ရှိတယ်အဲ့လိုဇက်ယုံကြီးထိုးပေါ့လေမိုးလုံးလေးလုံးမဲ့မိုးလုံးလေးလုံးဇက်တို့ယုံကြီးဇက်ယုံကြီးထိုးပြီးတော့သူကမျက်လက်ပြတာဟိုတနေ့လုံးလာကြည့်ကြတယ်ဘုန်းကြီးတို့လည်းပဲ10နှစ်သား17နှစ်သားလောက်ပဲသွားကြည့်တယ်သွားကြည့်တော့သူဘလို့လက်တယ်လဲဘာလက်ကွက်ပြတယ်လဲလို့ဆိုတော့ကျင်းကြီးတခြင်းတူးတယ်ဗျတူးတော်လေးအယက်သားတွေတူးခိုင်းတာပဲဒီ波ကြီးသမားတွေတူးခိုင်းတာပဲမျက်လက်ကြည့်တဲ့ကောင်လေးပဲတူးခိုင်းတာတူးတယ်6ပေလောက်အလျာအနံက3ပေလောက်တူးတိပြီးတော့လောကလူသေးချတဲ့အခေါင်းမျိုးကြီးပေါ့သူတို့နောက်ကနေထုတ်လာပြီးတော့အဲ့ထဲမှာအမျိုးသမီးတယောက်တွန်းလိုက်တယ်အိတ်ခိုင်းတယ်ပေါ့သူ့လက်ထဲမှာအခုပညာသက်ကခောက်တဲ့ခေါင်းလောင်းမျိုးကြီးပေါ့ခေါင်းလောင်းကြီးလက်ထဲဆွဲပြီးအမျိုးသမီးအဲ့ထဲဝင်သွားတယ်ပေါ်နေပြီးတော့ပိတ်တာလည်းအရက်သားတွေပိတ်ခိုင်းတာသူတို့ပိတ်တာမဟုတ်ဘူးပိတ်ပြီးတော့အဲ့ဒီအခေါင်းကြီးကိုပိတ်ထားတဲ့ခေါင်းကြီးကိုခုနအကျဉ်းကြီးတွေချလိုက်တာချပြီးတော့မြေဖို့တော့လည်းအမျိုးသားတွေအရက်သားတွေပဲဖိုးခိုင်းတာကြည်နေတဲ့လူတွေဖိုးခိုင်းတာဖိုးလိုက်ပြီဖိုးလိုက်ပြီးတဲ့အခါကျသူကကျိန်လုံးနဲ့3ချက်ရိုက်လိုက်တယ်နော်3ချက်ရိုက်လိုက်ပြီးတဲ့အခါကျတော့ဒီအမျိုးသမီးကအဲဒီခေါင်းလောင်းကြီးခုနဥပညာစက်ကလှုပ်တယ်လို့ပြောလှုပ်ပြီးတော့ဟိုလူတွေဝင်တဲ့ဝဲကြည့်ပရိသတ်တွေဝင်တဲ့ဘောက်ကဝင်ချလာတယ်ဟုတ်ဗျာဒီတွင်းနဲ့လမ်းကြည့်တော့မရှိဘူးသူကတန်ရောယူတယ်ဘယ်နဲ့လုံးခုနသူဒီတဲ့အခေါင်းထဲမှာအေးဘောကနေအခေါင်းပြားကြီးပိတ်ပြီးကျင်းတဲ့ချာမြေတွေဖို့ကျင်းလုံးနဲ့3ချက်အဲ့ဒီမြေပုံကြီးကိုရိုက်လိုက်တာအမျိုးသမီးဒီထဲကနေပြောက်ပြီးတော့ဝင်လာတယ်ဟိုပေါက်ကနေပြီးဝင်လာခေါင်းလုံးကြီးတီးပြီးဝင်လှုပ်ပြီးဝင်လာအဲ့ဒါမျက်လက်ခေါ်တယ်ကဲဘယ်သူသိတယ်ဘယ်လိုလုပ်သွားမှမသိလိုက်အဝိဇ္ဇာလည်းအဲ့ဒီပဲအဲ့လိုပဲဗျာနော်အဲ့ဒီမျက်လက်ဆရာကတော့ဘုန်းကြီးတို့လူကြီး300-400လောက်လှဲ့တော့ဗောလေခုဒီအဝိဇ္ဇာကလှဲ့လိုက်တာကတတ်တော်အလုံးကိုလှဲ့တာနော်ဘလောက်စွမ်းရည်ကောင်းတယ်လေလို့ဆိုတာအဲ့ဒီအဝိဇ္ဇာရဲ့လှည့်ပြားမှုကြောင့်တတ်တော်တွေကမကောင်းတဲ့အစဉ်အတန်နဲ့ရတာအတွေ့အထိလို့ခေါ်တဲ့ဒီအာယုံ၅ပါးကာမဂုဏ်တရားတွေကိုကောင်းတယ်လို့ထင်တယ်နော်
မကောင်းတဲ့ဒီယုံနံဖြစ်မှုဘဝကိုကောင်းတယ်လို့ထင်တယ်ဆင်းရဲတဲ့ဒီယုံနံဘဝတွေကိုချမ်းသာတယ်လို့ထင်တယ်မမြဲတဲ့ယုံနံဘဝတွေကိုမြဲတယ်လို့ထင်တာဘသူရဲ့လက်ကွက်တို့အဝိဇ္ဇာရဲ့လက်ကွက်ဟုတ်လားတာယာစရာနှစ်သက်စရာမဟုတ်တဲ့ဘဝကိုတာယာစရာနှစ်သက်စရာလို့ထင်လာမြင်လာလှဲ့တာဘသူလဲအဝိဇ္ဇာပဲဆင်းရဲတဲ့ဘဝကိုချမ်းသာအောင်ချမ်းသာတယ်လို့ထင်လာအောင်လှဲ့တာလေဒီအဝိဇ္ဇာပဲနော်အဲ့ဒီလိုအဝိဇ္ဇာရဲ့လက်ကွက်ကိုခံရတဲ့အခါကျတော့တတ္တဝါတွေဟာဒီယုတ်ဒီနံတွေကိုဒီဘဝတွေကိုဘယ်လိုထင်လာလဲမြဲတယ်ချမ်းသာတယ်ကောင်းတယ်တာယာစရာအတ္တကောင်ဝိညာဉ်ကောင်ငါစိုးငါပိုင်တယ်လို့ဒီလိုထင်မလားဟုတ်လားထင်ပါပါချမ်းသာတယ်လို့တော့မထင်ဘူးလားပฏิပုဇိကကြည့်လေဟုတ်တယ်မလားအဝိဇ္ဇာရဲ့လက်ကွက်ကြောင့်သူဒီဒါဝရိန္ဒနတ်ဘဝကိုချမ်းသာတယ်လို့မထင်ဘူးလားထင်ပါပါတာယာစရာလို့မထင်ဘူးလားထင်ပါငါစိုးငါပိုင်တယ်လို့မထင်ဘူးလားမြဲတယ်လို့မထင်ဘူးလားဒါဘသူရဲ့လက်ကွက်လဲအဝိဇ္ဇာရဲ့လက်ကွက်ကြောင့်ပฏิပုဇိကဒါဝရိန္ဒနတ်ပြည်ကိုခဏလိုချင်တဲ့တတ်မဲ့တွေ့တာမှုတွေဖြစ်တာမို့လားတဏှာဥပါဒဏ်တွေဖြစ်တယ်လေဖြစ်သည့်အားလျော်စွာရောက်ကြောင်းဖြစ်တဲ့ကံတွေကိုသူပြုလုပ်တဲ့အတွက်ကြောင့်ထိုကံလေးရဲ့အကျိုးဖြစ်ဖြစ်ဒါဝရိန္ဒနတ်ပြည်မှာဒုတိယဘဝတည်တစ်ခုဖြစ်သွားတယ်ယုတ်တိဏ္ဍနေဖြစ်သွားတယ်ဟုတ်တယ်မလားအဲ့တော့ဘဝဘာကြောင့်ဖြစ်တယ်လဲလို့အကြောင်းရှာလို့ရှိရင်အဝိဇ္ဇာတဏှာဥပါဒံကံဟုတ်တယ်မလားဒါတွေမတွေ့ဘူးလားအေးအဲ့ဒါတွေဘဝရဲ့ဖြစ်ကြောင်းနေပဲအဲ့တော့အခြားဘာသာတွေလို့ဘဝဖန်ဆင်းရှင်တွေကြောင့်ဖြစ်တာလားအဝိဇ္ဇာတဏှာဥပါဒံဆိုတဲ့အကံအကြောင်းတရားတွေကြောင့်ဖြစ်တာလားဝိဇ္ဇာတဏှာဥပါဒံကံဆိုတဲ့အကြောင်းတရားတွေကြောင့်ဖြစ်တာဖန်ဆင်းရှင်တွေဖန်ဆင်းလို့ဖြစ်တာဟုတ်ကလားမဟုတ်ပါဘူးကိုယ်ပဲပြနားလိပြီဒီနော်နောက်တကဘဝဆိုတာအဝိဇ္ဇာတဏှာဥပါဒံကံဆိုတဲ့အကြောင်းတရားတွေကြောင့်ဖြစ်တာလားအကြောင်းမဲ့ဖြစ်တာလားရှင်းရှင်းမေးမယ်ဘဝဆိုတာအကြောင်းကြောင့်ဖြစ်တာလားအကြောင်းမဲ့ဖြစ်တာလားအကြောင်းကြောင့်ဖြစ်တာပါဘာအကြောင်းတရားတွေလဲအဝိဇ္ဇာတဏှာဥပါဒံကံဟုတ်တယ်မလားဒီအကြောင်းတရားတွေကြောင့်ဖြစ်တာနော်ခုနပฏิပုဇိကာကိုတာရကထားဟုတ်ကလားတတ္တဝါတိုင်းဒီသဘောပဲလေလူဘဝသဘောကြတဲ့လူကလူဘဝဖြစ်ကြောင်းကုသိုလ်ကောင်းမှုတွေကိုပြုတာပေါ့နတ်ဘဝသဘောကြတဲ့ခင်မင်တွေ့တာတဲ့ပုဂ္ဂိုလ်တွေလည်းနတ်ဘဝရောက်ကြောင်းဖြစ်တဲ့ကုသိုလ်ကံတွေပြုတာပေါ့ဟုတ်တယ်မလားတချို့ရှိသေးတယ်ဗျာအပေလေးပါရောက်တဲ့ပုဂ္ဂိုလ်တွေဘယ်လိုလုပ်လဲအပေလေးပါမှာရုပ်တည်နေတည်ဖြစ်ပြီးတော့လေအပေပုံသားတွေဖြစ်တာကြတော့အကြောင်းပဲဖြစ်တာလားအကြောင်းကြောင့်ဖြစ်တာလားအကြောင်းကြောင့်ဖြစ်တာဘာကြောင့်အကုသိုလ်ကံကြောင့်နော်အဲ့ဒါသူတို့အကုသိုလ်ကံကြောင့်သူတို့အကုသိုလ်ကံကြတော့ဘာကြောင့်ဖြစ်တယ်လဲဒီတဏှာဒီဥပါဒံဒီအဝိဇ္ဇာတွေကြောင့်ပဲဟုတ်တယ်မလားအဲ့သူတို့ကြတော့ဘာဥပါဒံလို့ခေါ်တော့ဒိဋ္ဌုပါဒံလို့ပြောရမှာပေါ့ဟုတ်တယ်မလားဥပါဒံကကာမုပါဒံဒိဋ္ဌုပါဒံပြတိလပိပါဒံအတ္တဝရုပါဒံဆိုပြီးဥပါဒံ၄မျိုးရှိတယ်လေဥပါဒံ၄မျိုးကိုတရားကွာပြင်ပြောလို့ရှိရင်တော့တဏှာနဲ့ဒိဋ္ဌိပေါ့တချို့ကတဏှာဆွဲတာရှိတယ်တချို့ကအမှားယူမှားဆွဲတာရှိတယ်လေသူတို့ကြတော့အယူမှားဆွဲကြောင့်ဖြစ်တယ်လို့ဒီလိုပြောရမှာပေါ့တချို့ရှိတယ်လေဒီခုမှလည်းပဲအစွန်းရောက်ပုဂ္ဂိုလ်တွေဆိုရှိတယ်မဟုတ်လားအစွန်းရောက်ပုဂ္ဂိုလ်တွေဒုက္ခပေးနေတာပဲလေဟုတ်တယ်မလားအဲ့ဒီအစွန်းရောက်တွေကသူတို့ယူဆချက်ကများလူတွေတတ်နိုင်လေနိဗ္ဗာန်နဲ့နီးလေတဲ့များလူတတ်လေကုသိုလ်များရလေတဲ့ဟုတ်တယ်မလားများလူကိုတတ်နိုင်လေကုသိုလ်များရလေများလူကိုတတ်နိုင်လေနိဗ္ဗာန်နဲ့နီးလေများလူတတ်လေချမ်းသာနဲ့များချမ်းသာလေလို့ဒီလိုပြောရမှာပေါ့နော်အဲ့တော့သူတို့ရဲ့အ
အယူဆတစ်ခုကြည့်ကြည့်လေဟုတ်တယ်မလားအဲ့တော့သူတို့ကတဏှာဥပါဒံကဘာသွားဆွဲလန်းလို့ဆိုတော့များများကုသိုလ်ရများများနိဗ္ဗာန်နဲ့နီးတယ်များချမ်းသာတယ်အဲ့ဒီများခဏချမ်းသာခြင်းနဲ့များကုသိုလ်လိုခြင်းနဲ့မြန်ဖျားနဲ့နီးတယ်မြန်နိဗ္ဗာန်ရောက်တယ်ဆိုတာသူတို့ဆွဲလန်းတာပေါ့အဲ့ဒါကိုသူတို့ဆွဲလန်းရောဆွဲလန်းပြီးတဲ့အခါကျတော့လူတွေကိုမြန်တတ်နိုင်အောင်ကြိုးစားတယ်ဟုတ်တယ်မလားအဲ့ဒီလိုလူတွေကိုမြန်တတ်တော့သူတို့ထင်တယ်လို့ကုသိုလ်ရတာလားအကုသိုလ်ရတာဒါသဘာဝတရားလေဟုတ်တယ်မလားသဘာဝတရားကမလွန်ဆန်နိုင်ဘူးလေသဘာဝတရားကဖောက်ပြန်မသွားဘူးဟုတ်တယ်မလားဆိုကြပါစို့ငရုတ်သီးတစ်တော့ငရုတ်သီးကသဘာဝအပြင်ဘယ်လိုသဘောရှိတယ်လဲပူဆက်တဲ့သဘောရှိတယ်လေပူဆက်တဲ့ငရုတ်သီးကိုပူဆက်တယ်လို့ထင်ပြီးစားတယ်ပူမှာပဲစက်မှာပဲဟုတ်တယ်မလားမသိတဲ့လူကငရုတ်သီးရဲလေးကလေးဆိုပါတော့ကလေးအနေနဲ့ငရုတ်သီးရဲလေးချိုးမှာပဲလို့စားဘာပဲဖြစ်မှာလဲပူမှာပဲစက်မှာပဲငရုတ်သီးရဲ့သဘာဝကိုကသူကပူဆက်တတ်တဲ့သဘောရှိတာဟုတ်ပူဆက်တတ်တဲ့သဘာဝရှိတဲ့ငရုတ်သီးကိုဘယ်သူစားတာဘယ်လိုထင်မြင်ချက်နဲ့စားတာဘယ်လိုအယူဆနဲ့စားတာသူကတော့အေးမသွားဘူးဟုတ်တယ်မလားပူမြဲပူမှာပဲငရုတ်သီးကိုချိုးတယ်လို့ထင်ပြီးစားတော့လေငရုတ်သီးကတော့ချိုးမှာမဟုတ်ဘူးငရုတ်သီးရဲ့စားရင်စားမြဲစားမှာပဲပူတယ်လို့ထင်ပြီးစားရင်လည်းစားမှာပဲသူကသူ့သဘာဝကိုသတ်တာဟုတ်အဲ့ဒီလိုပဲလေသူမြတ်တတ်ခြင်းသုသာကိုခိုးရင်တွေ့ရပြင်မာခြင်းလင်ညာပြောဆိုခြင်းတတ်တဲ့ဒီမကောင်းမှုအကုသိုလ်တွေကဘယ်သူကကောင်းတယ်ထင်ပြီးလို့ဆိုကြဆင်းရဲကြိုးပဲပြီးမှာပဲဟုတ်တယ်မလားလူကထင်တယ်လို့ကောင်းကျိုးချမ်းသာဖြစ်ထွန်းမလာဘူးသူ့တဘာဝကဆိုကြဆင်းရဲကြိုးအပြစ်မကင်းတဲ့သဘောဆိုကြဆင်းရဲကြိုးကိုပေးတတ်တဲ့သဘောရှိတာဟုတ်တယ်မလားအပြစ်မကင်းတဲ့သဘောဆိုကြဆင်းရဲကြိုးကိုပေးတတ်တဲ့ထိုအကုသိုလ်ကိုခုနလိုကုသိုလ်ထင်ပြီးလှုပ်တော့လည်းပဲကုသိုလ်ဖြစ်မလာနိုင်ဘူးကောင်းတဲ့အပြစ်ကင်းမှုဖြစ်မလာနိုင်ဘူးအကျိုးလည်းပဲကောင်းကျိုးချမ်းသာဖြစ်ထွန်းမလာနိုင်ဘူးမှန်လားအဲ့တော့ခုနဆိုကြပါတော့အစွန်းရောက်ပုဂ္ဂိုလ်တွေကသူတို့ထင်တယ်လို့လူများတတ်လေကုသိုလ်ရလေလို့ထင်ပြီးလူတွေကိုရှောက်ပြီးတော့တတ်တယ်ကောင်းတဲ့အလိုလားမကောင်းတဲ့အလိုလားကောင်းတဲ့ကံလားမကောင်းတဲ့ကံလားကုသိုလ်ကံလားအကုသိုလ်ကံလားအဲ့ဒီအကုသိုလ်ကံကအကျိုးပေးကြစို့ဆိုတော့ဘယ်ကိုကျိုးပေးမလဲအဘယ်လေးပါမှာရုပ်တည်နံတည်ဖြစ်မယ်ဘယ်လေးပါရောက်မယ်ဟောဒီနည်းနဲ့ရောက်တာနော်မှန်လားအေးဒါတွေကတတိထားဖို့လိုတယ်နော်ကိုကကုသိုလ်လို့ထင်ပြီးလှုပ်တာတွေကတကယ်ကြအကုသိုလ်ဖြစ်သွားတာရှိတယ်နော်ဆိုကြပါစို့ခုဆရာဝန်တွေရှိသေးတယ်စမ်းပြီလို့ပြောအောင်ဆရာဝန်တွေကတချို့လူနာတယောက်ကသူတို့တင်တယ်လို့လည်းအသက်မရှင်နိုင်တော့ပါဘူးဟုတ်တယ်မလားဝေဒနာကအသက်ထန်ခံနေရမြင်ရတာလည်းမြင်သူတိုင်းစိတ်မချမ်းသာတော့သူလည်းလူနာကလည်းခံစားရတာအမှန်တန်ပင်ပန်းနေအဲ့တော့အခါကျတော့ဆရာဝန်တွေကသူချမ်းသာအောင်ဆိုပြီးတော့ဆေးထုတ်လိုက်တယ်ဆေးထုတ်လိုက်တော့ဘာဖြစ်သွားပြီလူနာမြင်သေးသွားတယ်အဲသူတို့အနေနဲ့တော့ကုသိုလ်ရတယ်လို့ယူဆတယ်နော်အဲ့တော့သူတို့ထင်တိုင်းကုသိုလ်ဖြစ်သလားမဖြစ်ဘူးလားသူတို့အနေနဲ့တော့ဒီလူနာသေပြီးချမ်းသာတဲ့ဘဝချမ်းသာသွားတယ်ဒီဒုက္ခကြီးမခံစားရတော့ဘူးချမ်းသာသွားပြီလို့ဒီလိုထင်ရလူနာဖြစ်သူကသေခြင်းလားမသေခြင်းဘူးလားသူကဒီဝေဒနာလည်းမခံစားခြင်းလားသေတော့မသေခြင်းဘူးကြလားနော်ဟုတ်တယ်မလားဝေဒနာတော့သူလူခံစားတော့မနေခြင်းဘူးပေါ့သေခြင်းလားမေးလို့ခြင်းတော့မသေခြင်းဘူးမသေခြင်းတာကိုသွားပြီးသေအောင်လုပ်တယ်လို့ဆိုတော့ဒါသဘာဝကြလားမကြဘူးလားဟုတ်တယ်မလားဒါလေးစဉ်းစားရတယ်နော်နောက်တခါကြက်တီကတိကွက်တီတဲ့ဒါတွေကလူတွေရဲ့အစားအစာဆိုပြီးတော့လေတက်ဖြတ်ပြီးစားသုံးနေကြတယ်ဒါကောကုသိုလ်ဖြစ်မလားအကုသိုလ်ဖြစ်မလားကုသိုလ်မဖြစ်နိုင်ဘူးနော်ဟုတ်တယ်မလားတချို့ကြဘုန်းကြီးတို့ငယ်ရကြားဘူးသေးတယ်ဗျတိရစ္ဆာန်ဆိုတာလူချွတ်မှကြွတာဟုတ်တယ်မလား
ဒိဋ္ဌံဆိုတာလူချွတ်မှကြွတာတဲ့အဲ့လိုဆိုပြီးဆိုတာမြန်မြန်ဒိဋ္ဌံဘောကကြွအောင်ဆိုပြီးတတ်ပြကြဒီအယူဆနဲ့တတ်တာကိုကောင်းသလားမကောင်းဘူးလားသူတို့အနေနဲ့ကတော့ဒိဋ္ဌံကိုချွတ်တယ်လို့ဒီလိုဆိုပေမဲ့ကိုချွတ်ခံရတဲ့ဒိဋ္ဌံကသိခြင်းသိရှိပါမလားမရှိပါဘူးမရှိဘူးအဲ့ဒီလိုဆိုလို့ချင်းမင်းလည်းကွာမြန်မြန်ကြွအောင်ဆိုသူ့လည်းတတ်ပေါ့ဟုတ်တယ်မလားဘယ်နဲ့နေမလဲသူတတ်ခံခြင်းမလားမခံခြင်းဘူးလားမခံခြင်းပါဘူးဒါကိုရင်းစာလို့ခေါ်တယ်ကြားလားနော်ကိုယ့်ကိုယ်လည်းသူများကမင်းကိုင်းမင်းဘဝမြန်မြန်ကြွအောင်ငါချွတ်လိုက်မယ်ဆိုပြီးတတ်ပါမယ်ကိုင်းသူခံခြင်းမလားမခံခြင်းမလားခံခြင်းပါဘူးသူခံရင်သူမသေးခြင်းတလို့အခြားတတ်တော်တွေလည်းဘယ်သေးခြင်းမလို့နော်မသေးခြင်းတော့ကိုသွားပြီးတတ်တယ်ဆိုလို့ချင်းတရားသလားမတရားဘူးလားတရားပါအပြစ်ရှိသလားမရှိဘူးလားအပြစ်ရှိတာကိုအကုသိုလ်လို့ခေါ်တယ်အပြစ်မရှိတာကိုအကုသိုလ်ကုသိုလ်လို့ခေါ်တယ်ဟုတ်တယ်မလားအဲ့ဒီလိုမမယွင်ယွင်လက်ခံယုံကြည်ပြီးတော့ပြုလုပ်နေတာတွေဟာတက္ကတလေမှာကုသိုလ်လို့ထင်ပြီးလုပ်တော့လည်းပဲအကုသိုလ်ဖြစ်ပြီးသူအကုသိုလ်ကံကဘယ်ကိုကျိုးပေးတော့ဘယ်ကိုဖြစ်စေတော့ဆိုတော့ခဏအဘယ်လေးပါးမှာရုပ်တည်နံတည်တွေကိုဖြစ်စေတယ်အဲ့ဒါပဲဘုံသားရဲ့ဘဝပဲအကုသိုလ်ကံရောက်ဖြစ်တာပဲနော်အဲ့တော့ဘဝဖြစ်ခြင်းရဲ့အကြောင်းတရားဆိုလို့ရှိရင်အကျဉ်းချုပ်လိုက်ရင်အဝိဇ္ဇာရဲ့တဏှာရဲ့ဥပါဒာရဲ့ကံရဲ့ဒီလိုမဟုတ်လားနားလည်သွားပြီနော်အဲဒါကြောင့်ခုဘဝချမ်းသာရေးအတွက်နော်ဒီကုသိုလ်တရားတွေကိုကိုယ်တို့စိတ်တို့ဖြင့်မပြတ်ပြီလို့အထောက်ကြရမယ်ဟုတ်ကလားနောက်ကိုကဒီအဝိဇ္ဇာဆိုတဲ့ဒီအဝိဇ္ဇာကိုလက်မခံဖို့အဝိဇ္ဇာရဲ့သဘောလေးကိုလည်းကောင်းကောင်းသဘောပေါက်နားလည်ထားပြီးအဲ့ဒီအဝိဇ္ဇာကိုတွန်းလှန်နိုင်ဖို့ဒါကြိုးစားရမယ်အဝိဇ္ဇာကိုတွန်းလှန်ကြစို့ဆိုတော့ဘာနဲ့တွန်းလှန်ရလဲဝိဇ္ဇာနဲ့တွန်းလှန်ရမှာပေါ့ဟုတ်တယ်မလားအမောင်ကိုဖယ်ရှားခြင်းအလင်းနဲ့ဖယ်ရှားဟုတ်တယ်မလားအမောင်ကျနေတဲ့အခါမီးလေးဖွင့်လိုက်ရင်အလင်းလေးတကူဆောင်ပြလိုက်ရင်နင်းသွားမှာပေါ့အမောင်ပြေးသွားမှာပေါ့အမောင်ပြောက်သွားမှာပေါ့ဟုတ်တယ်မလားအဲ့ဒါလို့ပဲထို့တူပဲတို့ကိုအဝိဇ္ဇာကတတ္တဝါတွေကိုအဝိဇ္ဇာကမျက်လက်ပြပြီးတော့နေတာပဲလို့အဝိဇ္ဇာရဲ့မောက်မုံမာမာဒီယူဆမှုထင်မြင်မှုကိုပယ်ရှားနိုင်ရဲ့အတွက်ဘာအစားထိုးရမလဲဝိဇ္ဇာအစားထိုးရမယ်ဘာအစားထိုးရမလဲဝိဇ္ဇာအစားထိုးရမယ်ဝိဇ္ဇာကိုပါဠိလိုမြန်မာလိုကြတော့သိခြင်းမှန်ကန်စွာသိခြင်းပါတယ်အဝိဇ္ဇာကမာယွန်းစွာသိခြင်းဝိဇ္ဇာကမှန်ကန်စွာသိခြင်းခဏပြောတဲ့အလင်းနဲ့အမောင်ပဲစမ်းကြည့်ပဲနော်အဝိဇ္ဇာကအမောင်ဝိဇ္ဇာကအလင်းအမောင်ကိုပဲဖြောက်ခြင်းအလင်းနဲ့အစားထိုးရအလင်းကိုပဲဖြောက်ခြင်းအမောင်နဲ့အစားထိုးပေါ်တာပဲလေနော်ယခုဘုန်းကြီးတို့ယောဂီများကအဲ့ဒီအဝိဇ္ဇာကိုခုနဝိဇ္ဇာနဲ့မလုပ်ရမယ်အစားထိုးဝိဇ္ဇာဆိုတာဖြစ်ခိုက်ရုပ်ဖြစ်ခိုက်နာမ်ကိုသိတဲ့အသိကိုပြောတာမှန်လားမှန်ပါဘူးယောဂီတို့ရှုတိုင်းရုပ်ရှုတိုင်းနာမ်ရှုတိုင်းအာယုံရဲ့သဘောမှန်ကိုမသိဘူးလားသိပါတယ်အဲ့ဒီသိနေတဲ့အသိဒီဝိဇ္ဇာလားအဝိဇ္ဇာလားဝိဇ္ဇာပါအလင်းလားအမောင်လားအလင်းပါဗျာဒါဝိဇ္ဇာကိုအစားထိုးတဲ့သဘောပဲဗျာဟုတ်တယ်မလားအဲ့တော့ချင်းတော့ပြည့်သွားပြီလားနော်အဲ့တော့အဲ့ဒီအဝိဇ္ဇာရဲ့အစာဝိဇ္ဇာအစာထိုးပြီးတော့နော်တဏှာတွေချုပ်ဖို့ဥပါဒဏ်တွေကင်းဖို့တတ်ရတော့နောက်တရားပတ်မှာဟောတော့မယ်နော်ဒီလည်းမို့ဝိဇ္ဇာအဝိဇ္ဇာအစာဘာကိုအစာထိုးရမလဲဝိဇ္ဇာအစာဝိဇ္ဇာအစာထိုးမယ်လို့နားတဲ့သဘောပေါက်ပြီးတော့ဖြစ်ခိုက်ရုပ်ဖြစ်ခိုက်နာမ်ကိုဖြစ်တိုင်းမပြန်ရှုတိနိုင်အောင်ကြိုးစားဟုတ်တယ်မလားအေးဖြစ်တိုင်းရုပ်ဖြစ်တိုင်းနာမ်ဖြစ်တိုင်းအာယုန်တွေကိုဖြစ်ခိုက်မှာသိအောင်ရှုမှတ်ပွားများအထောက်ကြခြင်းအပြင်ဝိပဿနာဉာဏ်ဝိဇ္ဇာအစဉ်စဉ်တွေတက်ပြီးတော့မဉဏ်ဝိဇ္ဇာပူဉဏ်ဝိဇ္ဇာရပြီးဆင်းရဲကတိငြိမ်းတဲ့နိဗ္ဗာန်ဘဝအချုပ်ငြိမ်းရာဖြစ်တဲ့နိဗ္ဗာန်ကိုအသင်မြန်စွာရလွယ်ရောက်လွယ်မျက်မှောက်ပြုလွယ်နိုင်ကြပါစေ